သနာတော်နှစ်2563နှစ်ကောဇာတက္ကရာ1382ခုနှစ်တဇမုလဇန်3ရက်2019ခုနှစ်အောက်တိုဘာလ30ရက်ဗုဒ္ဓဟူးနေ့ရန်ကုန်တိုင်းဒေသကြီးမရန်ကုန်မြို့နယ်သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသာသနာတော်ထွန်းကားပြန်ပွားရေးဦးစီးဌာနသုဝတိရိဗိမာန်တော်အတွင်းဆင်ကျင်းပပြုလုပ်အပ်သည့်သာသနာပူဇာမြတ်မင်္ဂလာတရားအလှူတော်အထူးဓမ္မသဘင်ခန္ဓာ၌မြတ်နိဗ္ဗာန်တပည့်စိုက်ပျိုးလှူဒန်းရေးဖွဲ့၏အပင်6000ပြည့်အထိန်အမှတ်အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောကောင်းမှုတိုးပွားသာဝရကုသိုလ်များအကြောင်းတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာကုံကိုအာယုံပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပ္ပကောတိဟိပိယပမိယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတယနာထောနမောမာကာရုဏိကတတတယောနာထောဝိနိယမြတ်စွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မိယံရည်အတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိနေကဝါရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥစ္စာအသက်ချေလက်အင်္ဂါမေတ္တာကြီးမာသမိတာနှင့်တထာဇနီဆွန်ရင်ကြီးဟုကျတိထဝေငါးသွဲအစုအလုံးခဲရင်တော်မူတို့ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကြိုးကုတ်အထုတော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလျက်နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝဒါနကျိန်ပများစွာရောက်တော်မူခဲ့ရရှာလိပြီမဟာကရုဏိကတတတဝါများရင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာထသဝိနည်းများစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းကောင်းမှုတိုးပွားသာဝရကုသိုလ်များမြတ်ဝရကိုရတိုင်းဟောကြားတော်မူခဲ့တဲ့ဝဏရောပသုတ်တံဆိုတာနိကေ9ရက်ထဲမှာတယုဒ္ဓနိကေလို့ခေါ်တဲ့နိကေကျမ်းထဲမှာမှတ်တမ်းတင်ထားတဲ့သုတ်တံတစ်ခုဖြစ်တယ်ရသော်ဗျာဟာညတိုင်းတကောင်ကြောပြီးဆိုလို့ရှိရင်နတ်ပြည်ကနတ်တိပြမတွေဟာမြတ်စွာဘုရားစီရောက်ရှိလာကြတယ်။ယင်းတွေကတိလို့တဲ့ဆန္ဒတွေနဲ့မိကုံမေးကြတာဖြစ်တယ်။နေပိုင်းမှာဆိုရင်လူသားတွေချိန်ပေးရသည့်အတွက်ကြောင့်နတ်တွေဟာလူပြည်ကိုဆင်းလာနိုင်ခြင်းမရှိဘူး။လူသားတိတ်ဆိတ်လို့ညတကောင်ကြောပြီးဆိုရင်နတ်တွေဟာခွင့်ရရပြီးရှုတည်းမြတ်စွာဘုရားရှေ့မှာဘွားကနေပေါ်လာကြပြီ
သူတို့သိလို့တဲ့မေကောနေမေးကြတာဖြစ်တယ်နတ်တွေပဲဖြစ်ဖြစ်မြမာတွေပဲဖြစ်ဖြစ်လူဘုံလူလောကနဲ့ဆက်ဆက်ပြီးတော့နေကြတာသူတို့ဘဝတွေကဘယ်လိုဆက်ဆက်တာတော့ဆိုလူဘဝမှာကုသိုလ်ကောင်းမှုလုပ်ကြတဲ့ပုဂ္ဂိုလ်တွေကနတ်ပြည်ရောက်ကြတာတိရစ္ဆာန်ကနတ်ပြည်ရောက်တယ်ဆိုတော့မရှိဘူးတော့မဟုတ်ရှိအလွန်ရှားတယ်ပေါ့နော်အဲ့တော့နတ်ပြည်ရောက်တဲ့ပုဂ္ဂိုလ်တွေဟာလူပြည်မှာအခြေခံပြီးတော့နတ်ပြည်ရောက်သွားကြတာဖြစ်တော့ကြောင့်လူဘုံနဲ့နတ်ဘုံဟာဆက်သက်မှုတွေကြီးမားတယ်လို့ပြောလူဘုံတော်ကကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေဟာနတ်ပြည်ပြမပြည်ရောက်ကြတမန်ဒါနကောင်းမှုတို့သီလကောင်းမှုတို့လုပ်တဲ့ပုဂ္ဂိုလ်တွေဟာနတ်ပြည်မှာဖြစ်နိုင်ကြတယ်ဒါနသီလတဲ့ပိုလွန်ပြီးတပ္ပတကျင့်စဉ်ကိုအောင်မြင်မြင်ကျင့်လို့ဇန်တရားရသွားပြီဆိုရင်ပြမဘုံထီအောင်တက်လှမ်းသွားကြတာဒါလည်းလူပြည်ကသွားတာပဲဖြစ်တယ်ပေါ့ဒါကြောင့်လူဘုံနတ်ဘုံပြမဘုံဆိုတာဟာအကြောင်းအကျိုးအဖြစ်ဆက်ဆက်နေကြဥပမာမြန်မာလူမျိုးတွေကနိုင်ငံခြားသွားပြီးလှုပ်လို့ကြတယ်ကိုယ်စာတိမြေဖြစ်တဲ့မြန်မာပြည်ကိုပြန်ပြီးတော့တတိယချမှာပဲပုဂ္ဂိုလ်ပဲဖြစ်ဖြစ်မြန်မာပြည်ကိုအခြေခံပြီးတော့နိုင်ငံခြားမှာကြီးပွားနေတဲ့ပုဂ္ဂိုလ်တွေရှိသလိုနိုင်ငံခြားမှာအခြေခံပြီးတော့မြန်မာပြည်မှာကြီးပွားနေတဲ့ပုဂ္ဂိုလ်တွေလည်းရှိကိုယ်ဆင်ပြေတဲ့ဘဝကိုယ်အခြေပြုခဲ့တဲ့ဘဝပြန်လေးဆက်သက်မှုဆိုတာထုံးတဲ့ဆန္ဒတစ်ခုလိုပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့နတ်တွေဟာဖျားပွင့်လာတဲ့အခါမှာသူတို့အတွက်ကောင်းကျိုးချမ်းသာရဖို့ဆိုလူတွေတဲ့ပိုအာရုံစိုက်တယ်လို့ပြောမှဖြစ်တယ်လူတွေကတော့ဒုက္ခဒုက္ခချမ်းသာလိုက်ဆင်းရဲလိုက်နဲ့လူဘဝဟာဆင်ပြေလိုက်မပြေလိုက်နဲ့ဘဝမှာဒီလိုနေကြတာအစဉ်တစိုက်အစဉ်ပြေနေတယ်ဆိုတော့မရှိကြဘူးပေါ့နတ်တွေကြတော့ဒီလိုမဟုတ်ဘူးသူတို့ကချမ်းသာဒုက္ခများတဲ့ပုံဖြစ်လာသည့်အတွက်ကြောင့်ကုသကံရဲ့အကျိုးတရားကိုသူတို့ပိုးပြီးတော့ခံစားကြရတယ်နတ်တွေရဲ့ပုံကိုနတ်လောကနတ်တွေရဲ့အခြေအနေကိုမြတ်စွာဘုရားကမ္မဖလူပစီဝီကံတရားကိုမှီပြီးတော့သက်ရှင်တဲ့သဘောမျိုးလို့ဒီလိုဟောတာနော်လုံလဝိရိယထုတ်ပြီးတော့သူတို့ဟာစာဝတ်နေရေးအတွက်ကြိုးစားကြတာမဟုတ်ဘူးကံကောင်းရင်ကောင်းတယ်လို့ဆိုတာကျိုးစီးပွားကိုခံစားကြလူတွေကြတော့အဲ့လိုမဟုတ်ဘူးကံကြီးရုံးမဲ့ဖွဲ့လို့မရဘူးလူတွေကြတော့ကျိုးပန်းအထုံးမှုနဲ့ပေါင်းဆက်ရတယ်ကံကောင်းလို့ရတယ်ဆိုတာတော့မွေးတဲ့တထေးအိမ်ဖြစ်တဲ့ပုဂ္ဂိုလ်မျိုးတွေပေါ့နော်အဲ့လိုပုဂ္ဂိုလ်မျိုးကြတော့ကံကောင်းတယ်လို့ပြောမှာသို့သောကိုယ်ကရင်ကြိုးစားအထုတ်ခြင်းဖြင့်လူဘဝမှာချမ်းသာကြွယ်ဝသွားကြတဲ့ပုဂ္ဂိုလ်တွေရှိတော့လူတွေရဲ့ပုံဘဝကိုမြတ်စွာဘုရားကဥဋ္ဌာဏဖလူပစီဝီဥဋ္ဌာဏဖလဆိုတာဥဋ္ဌာဏဆိုတာလုံလဝိရိယတက်တက်ကြွကြွကြိုးစားအထုတ်တဲ့ဖလကအကျိုးတရားဥပဇီဝီကမိပြုပြီးတော့သက်ရှင်ရတယ်လူဘဝဆိုတာကြိုးစားမှယုံကံမှထက်တန်းရောက်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အများစုဒီလိုဟောတာအဲ့တော့နတ်တွေကတော့ကံဤကျိုးပို့ပြီးတော့သိကြဒါကြောင့်မို့လူဘုံလောကကိုနတ်တွေကအမြဲတမ်းကဲခတ်နေကြတရားမင်းကြီးစီလူလောကရဲ့အခြေအနေတွေကိုဥပုပ်နေတိုင်းလို့အစီရင်ခံစာတက်ကြရတယ်ဟောသူတို့မှာနတ်တပင်စီဝေးရောက်တိုင်းလူပြည်ကလူတွေဟာကုသိုလ်ကောင်းမှုပြုကြရလားဆိုတာကိုအမြဲတမ်းကဲခတ်တရင်ယူကြတယ်။ဘာကြောင့်တရင်ယူတာတော့လို့ဆိုလူပြည်ကလူတွေကုသိုလ်ကောင်းမှုပြုတ်တဲ့လူတွေများမှနတ်ပြည်မှာစီကားတာဖြစ်တယ်။ကုသိုလ်ကောင်းမှုမပြုကြဘူးလူတွေကမေးလျော့ရော့ဒုစရိုက်တွေလွှမ်းမိုးနေပြီဆိုရင်နတ်ပြည်ကတဖြည်းဖြည်းခြောက်ကပ်သွားတယ်လို့နတ်ဥယျာရောပါပြီးဘယ်သွားစီးနေတော့ဆိုအပယ်လေးပုံသွားစီးစဉ်းစားကြည့်မယ်ဆိုရင်
လူတွေရဲ့လူဥယေနတ်တို့ရဲ့နတ်ဥယေပြမာတို့ရဲ့ပြမာဥယေနဲ့တရိစ္ဆာန်ဥယေစာတရိစ္ဆာန်ဥယေပိုများတယ်အပယ်လေးပုံကတရိစ္ဆာန်ဥယေများဘာကြောင့်များတယ်လို့ပြောရမှာပြောနိုင်တော့လို့ဆိုရင်ကြည့်ပေါ့တရားတွေအကုန်လုံးကိုမကြည့်နဲ့ဘူးလူတွေနေစဉ်နဲ့အမျှသိရှိနေကြတယ်ကိုယ်တိုင်တွေ့နေကြတယ်ငါးတကောင်ရဲ့1 byte ထဲမှာငါးဥတွေဘယ်လောက်ရှိတယ်ဒါပဲစဉ်းစားကြည့်နော်ငါးတကောင်ရဲ့မွေးဖွားနှုန်းဟာသိန်းချီတန်းချီရှိတယ်လူတယောက်ရဲ့မွေးဖွားနှုန်းကဘယ်လောက်ရှိနည်းနည်းလေးပဲရှိတယ်နော်အဲ့လူဖြစ်ဖို့ဆိုတာလွန်ခဲအဲ့တော့တိရစ္ဆာန်ဖြစ်ဖို့တွေကအလွန်များဥယေကမနိုင်စားနိုင်လောက်များပြားအဲ့ဒါကြောင့်မို့လို့ဒီလူဘဝလူတွေကောင်းစားမှဆိုတာကိုချင်းတရားရှိပြီးတော့ကိုချင်းသီလမြဲကြပြီတဏှာကောင်းမှုတွေလုံးကြပြီဆိုလို့ရှိရင်နတ်ပြည်နတ်ရွာတွေမှာစီကားတယ်စီကားယုံမြမကဘူးပြောမယ်ဆိုလို့ရှိရင်တိုင်းပြည်တစ်ပြည်ဟာစီးပွားရေးနှိမ့်ကျသွားပြီဆိုရင်လူတွေရဲ့အနေအထားတွေကလည်းဆုတ်ဆုတ်ချာချာဖြစ်လာလူတွေရဲ့ပုံပန်းတဏ္ဍာလည်းတောက်တောက်ပြောင်ပြောင်မရှိဘူးညှိုးနွမ်းလာတဲ့အနေအထားမျိုးတွေရှိဗမာပြည်မှာပဲတစ်ချိန်လုံးကတွေးကြမှာပေါ့ဘုန်းကြီးတို့တော့သတိထားမိပါတယ်နော်ဗမာပြည်စီးပွားတိုးတက်လာပြီဆိုတဲ့ကမြန်မာလူမျိုးတွေရဲ့မျက်နှာတွေကပို့ပြီးတော့ကြည်လင်းလာဝတ်တဲ့ဝတ်တွေတို့နေတာထိုင်တာတွေကပို့ပြီးတော့အဆင့်မြင့်လာတယ်စီးပွားရေးတိုးတက်လာရင်ဒီတိုင်းပဲလေအိမ်တိမ်မှလည်းကြည့်ပေါ့စီးပွားရေးမကောင်းတဲ့အိမ်ဟာတာယာမှုမရှိဘူးအမေနဲ့အဖေမတည့်ဘူးသားသမီးတွေချင်းချင်းမတည့်ကြဘူးဆင်မပြေကြဘူးတို့စီးပွားတိုးတက်လာပြီဆိုရင်ပျော်ပျော်ရွှင်ရွှင်နဲ့မိသားစုဘဝမှာသုံးနိုင်ဆွဲနိုင်ခုဗမာပြည်ရဲ့အခြေအနေဟာတလူအနေထားပြုလို့ဘုန်းကြီးတို့အကဲခတ်မိတယ်ဘယ်လိုကြောင့်အကဲခတ်မိတာတော့ဆိုရင်ဥပမာလေးတစ်ခုပြောပြမယ် holiday ဆိုလို့ရှိရင်အထူးသဖြင့်ရန်ကုန်လူတွေကြည့်ရမှာပေါ့ holiday long term holiday ဆိုရင်ရန်ကုန်လူတွေမြို့ပြင်ထွက်တာဟောဒီတိုးဂိတ်မှာသွားပြီးတော့ပိတ်နေတာတတိကြမယ်ကြမှာနော်တတိထားပြီးကြမှာအဲ့လိုသွားနိုင်လာနိုင်လဲနိုင်ပတ်နိုင်တယ်ဆိုတာစီးပွားတိုးတက်မှုရဲ့အရေးအယောင်ပဲလို့ပြောလို့ရတယ်ဟိုနိုင်ငံဒီနိုင်ငံသွားကြတယ်လဲကြတယ်ပတ်ကြတယ်ဆိုတာစီးပွားတိုးတက်မှလုံနိုင်အဲ့လိုမဟုတ်ဘူးစီးပွားရေးအဆင်မပြေဘူးဆိုရင်လူတွေကဟိုဒီသွားနိုင်ခြင်းလဲပတ်နိုင်ခြင်းမရှိကြဘူးတနေ့မှချောင်းကုတ်ပြီးတော့နေချာဘလို့ပဲဖြစ်ဖြစ်အချိန်ခါတစ်ခုရလူလောကမှာဘယ်နိုင်ငံပဲဖြစ်ဖြစ်စီးပွားရေးတိုးတက်လာတဲ့အချိန်မှရှိသလိုစီးပွားရေးနှိမ့်ကျသွားတဲ့အချိန်မှရှိလူတိုင်းချမ်းသာတာတော့ပရိနိဗ္ဗာန်ဖြစ်နိုင်ဘူးအမေရိကန်နိုင်ငံမှာသံဃာမရှိဘူးမဟုတ်ရှိတယ်တိုးတက်တယ်ဆိုတဲ့နိုင်ငံတွေမှာလည်းသံဃာရှိတာတောင်းမုံတောင်းနေတော့ကွာတော့ပေါ့နော်တချင်းလေးဆိုပြီးတောင်းနေတာကြတော့အမေရိကန်သံဃာအဆင့်မြင့်တယ်လို့ဖြစ်အဲ့တော့တောင်းပြီးတော့တောင်းစားကြတာချင်းတော့တူတူပါပဲသို့တော့ဒီလိုလူတိုင်းဟာချမ်းသာမှုရှိကြလားလို့ဆိုမချမ်းသာအားလုံးတိုင်းပြည်တစ်ပြည်ဟာတွားရည်လိုက် infrastructure လို့ခေါ်တဲ့လမ်းတွေကောင်းတယ်မီးတွေကောင်းတယ်အခြေခံတွေပေါ့လေလူအားလုံးသုံးသွားလိုက်နိုင်တဲ့အခြေခံတွေအားလုံးတိုးတက်လာတယ်အဲ့ဒါတွေတိုးတက်လာရင်တိုးတက်တယ်လို့ခေါ်လို့ရတယ်တော့တိုးတက်လာသည့်ခေတ်ကြီးထဲမှာမိသားစုတိုင်းစာဝတ်နေပြည်လဲလားဆိုပဲပြည်လဲမှာတော့ဒါကတော့အလုံးပြည်လဲဖို့ဆိုတာခက်ခဲတယ်လေလူတွေတယောက်နဲ့တယောက်ကြိုးစားမှုမတူကြအဲ့တော့လူဘဝမှာတော့ကြိုးစားအထောက်မှုတွေဆင်ပြေလာတဲ့အခါမှာជីវတိုးတက်လာမှုဆိုတဲ့အရေးအယောင်လေးတွေတွေ့လာနတ်ပြည်မှာကြတော့ဘလို့အရေးအယောင်ပေါ်လာတော့ဆိုရင်နတ်ပြည်ရဲ့တိုးတက်မှုကလူပြည်ပေါ်မှာအခြေခံနေတယ်မြတ်စွာဘုရားပွင့်လာတဲ့အခါမှာမြတ်စွာဘုရားရဲ့
သာသနာတော်ကိုဘဝကိုပုံအပ်ပြီးဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိဆိုပြီးတရဏဂုံဆောက်တည်ကြတဲ့ပုဂ္ဂိုလ်တွေဖရာတရားကိုမြတ်မြတ်နိုးနိုးငါးပါးသီလကိုမြတ်မြတ်နိုးနိုးကျင့်ကြတယ်ဒါနကောင်းမှုတွေပြုကြတယ်အများပြားကြီးလှူတာမဟုတ်ပေမဲ့ဆုံးလေးတစ်စုံလှူတဲ့ပုဂ္ဂိုလ်လောင်းတဲ့ပုဂ္ဂိုလ်အစဒါနသီလလေးသာသနာတွင်မှာလုံးလိုက်ရတဲ့ဒါနသီလအကျိုးနဲ့နတ်ပြည်ရောက်တဲ့အခါကျတော့ဘုံမိမ္မန်ကြီးရဲ့တစ်တစ်လွင်လွင်နဲ့ဟိုတဲ့စားတဲ့အဝတ်အစားတွေကတောက်တောက်ပြောင်းပြောင်းနဲ့ရုပ်ရည်ရူပကာယပို့ပြီးတော့လမ်းဆန်းနေတာလို့ဒါမျိုးကသာသနာ့ဘက်မှာနတ်ပြည်ရောက်နေတဲ့နတ်ကဘုံမိမ္မန်ကလည်းဟောင်းဟောင်းနှုံနှံအဝတ်အစားတွေကလည်းသိပ်ပြီးမတောက်ပြောင်းဘူးလှပမှုတွေဖြစ်ခုခေတ်ဗာနဲ့တူလို့ဆိုလို့ရှိရင်မော်ဒန်အောက်သွားတယ်လို့နေမှာပေါ့နော်အဆောက်အဦတွေရှေးဟောင်းဆောက်ဦးကြီးတွေနဲ့ဆိုမော်ဒန်အောက်နေတယ်လို့နေမှာပေါ့အဝတ်စားတွေကလည်းရိုးပြီးတော့တောက်တောက်ပြောင်ပြောင်မရှိကြဘူးသာသနာတွင်မှာလူနတ်ဖြစ်သွားတဲ့သာသနာတွင်မှာလူဖြစ်ပြီးဖရာသာသနာတွင်မှာကုသိုလ်လုပ်သွားလို့နတ်ပြည်ရောက်သွားတဲ့ပုဂ္ဂိုလ်တွေကျတော့အလုံးကိုတောက်ပါတယ်တောက်တောက်ပြောင်ပြောင်နေဖြစ်လာကြအဲ့ဒါနဲ့ပတ်သက်ပြီးတော့မှတ်တမ်းတင်ထားတာရှိတယ်သုလရထတို့မဟာရထတို့ဆိုရယ်သာသနာတွင်ကနတ်ပြည်ရောက်သွားတဲ့နတ်တွေဟာတရားမင်းနဲ့ရှင်လိုက်ရင်တရားမင်းကနတ်တွေရဲ့အစိုးရတဲ့နတ်တို့ရဲ့ဘယင်ဖြစ်တော်လဲပဲသုလရထမဟာရထဆိုရယ်နတ်သားတွေဟာသူတို့စီစဉ်ဥစ္စာခန်းခန်းနာနာဘုံမိမ္မာနဲ့ထွက်လာပြီဆိုရင်တရားမင်းရဲ့အယောင်တွေတောင်မိန်သွားတယ်လို့ဖြစ်တယ်မြင်လိုက်ရင်သိတာလေမြင်လိုက်ရင်သိတာတရားကသာသနာ့ဘက်မှာကုသိုလ်ကောင်းမှုလုပ်လာတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်သူတို့ရဲ့တောက်ပြောင်မှုတစ်လွင်မှုတွေမရှင်းနိုင်အောင်ဖြစ်လာဒါကြောင့်မို့လူပြည်ဆင်းပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်တယ်ရှင်မကသဗ္ဗကိုလိန်လီလှည့်ပြားပြီးဆွန်လောင်းတယ်ဆိုတာအဲ့ဒီဝတ္ထုပဲသူရဲ့စိတ်ခံစားချက်ကအဲ့ဒါလိုဖြစ်သာသနာတွင်ကကုသိုလ်ရှင်တွေရဲ့ဒီတစ်လွင်တောက်ပမှုကိုသာသနာဘာကကုသိုလ်ပြုပြီးနတ်ဖြစ်တဲ့ပုဂ္ဂိုလ်တွေကမရှင်းနိုင်ကြဘူးမရှင်းနိုင်လို့လူပြည်ဆင်းပြီးတော့ကုသိုလ်ကောင်းမှုလုပ်ကြအဲ့ဒါရိုးရလို့ဖြစ်လာတယ်ဒါကြောင့်မို့နတ်တွေဟာကုသိုလ်ကောင်းမှုရဲ့အကျိုးကောင်းကောင်းမွန်မွန်သိသည့်အတွက်ကြောင့်လူပြည်ဆင်းပြီးရသော်ဘုရားစီကဆုံးမစကားတွေကိုယူကြတယ်ဆုံးမစကားတွေယူပြီးသူတို့ကိုယ်တိုင်တော့တချို့ကိစ္စတွေလုံနိုင်စွမ်းတော့မရှိဘူးမလုံနိုင်လူပြည်လူအခွင့်အရေးတွေမရှိဘူးအမှန်တမ်းနဲတဲ့ကုသပြုရမယ်အခွင့်အရေးတွေနေအဲ့တော့လူတွေကတော့အခွင့်အရေးအမှန်တမ်းကောင်းတယ်ဒါနလုံးမလားသီလစောင့်တည်မလားကမ္မဋ္ဌဘာဝနာပွားများအထုတ်မလားလူတွေမှာတော့အခွင့်အရေးတွေအလွန်ကောင်းတယ်တတိကလည်းလူတွေကအမှန်တမ်းကောင်းကြတယ်နတ်တွေကချမ်းသာလွန်အားကြီးတဲ့အခါတတိမေ့တယ်သူတို့တတိမေ့တယ်ဆိုတာစဉ်းစားကြည့်တယ်လူတွေလည်းစတိတ်ရှိုးရောက်နေအိမ်ပါဖြစ်နေတော့သိပါမလားတတိရပါမလားပျော်နေတယ်ဆိုရင်လေလက်လေးတွေမြောက်ပြီးခုံပေါက်နေတဲ့အချိန်လေးမှာအိမ်မလွတ်လို့တတိယအဲ့ဒါလို့နတ်တွေကလည်းစတိတ်ရှိုးတဲ့ရောက်နေတယ်လို့ပဲသူတို့ဘဝဟာချမ်းသာလွန်အားကြီးသည့်အတွက်ကြောင့်ဒီကုသကောင်းမှုဘက်မှာမိတ္တရောလေးရှိကြတယ်သို့တော်သူတို့အသိဉာဏ်ထက်ကြတယ်မြတ်စွာဘုရားနင်းငယ်ဟောလိုက်လို့အသိဉာဏ်ထက်တဲ့ပုဂ္ဂိုလ်တွေကနားလည်မှုရှိသွားကြတယ်ဒါကြောင့်အခွင့်အရေးရတယ်ညတကောင်းကြော်ပြီဆိုလို့ရှိရင်နတ်တွေဟာမြတ်စွာဘုရားစီဆင်းလာပြီးမိကုန်းနေမေးချတာအခုဒီဝဏ္ဏရောဘသုတ်တံဆိုတာလည်းပဲအဲ့ဒါလို့သူသိကျင်တဲ့မေးခွန်းတွေကလူဘဝနဲ့ဆက်ဆက်တဲ့မေးခွန်းတွေကြီးပဲဘယ်နဲ့ပဲမေးဒီဘက်ကိုဆက်ဆက်လူတွေနဲ့ဆက်ဘာကြောင့်ဆက်ကုသိုလ်ကောင်းမှုချင်းဆက်နေလို့မေးဝဏ္ဏရောဘသုတ်တံမှာလည်းပဲညတကောင်ရောအချိန်နတ်သားတယောက်မြတ်စွာဘုရားစီရောက်လာပြီးတော့ဒီမေးခွန်းမေးတာကောင်းမှုတွေတိုးပွားတဲ့ထာဝရကုသိုလ်မျိုးတွေကဘာတွေလဲဆိုမေးတဲ့သဘောမျိုးပေါ့နော်အဲ့တော့သူမေးတဲ့မေးခွန်းလေးကိုတည်တည်ချာချာနားထောင်ကြည့်ကေတံဓိဝဆရတ္တောသတ္ထပုံညာပဝတ္တိဓိဝဆိုတာနေ
ရတ္တောဆိုတာညတရားပုံညာပဝတ္တိအမြဲတမ်းကုသိုလ်တိုးတယ်နေ့နေ့ညညနေ့ရောညပါလူတယောက်ဟာကုသိုလ်ကောင်းမှုတွေတိုးပွားနေတယ်အဲ့ဒီလိုနေ့နေ့ညညကိုလှုပ်ထားတဲ့ကုသိုလ်ကောင်းမှုတွေရဲ့အရှိန်ဝါတွေကုသိုလ်တွေဟာထာဝရတိုးတက်နေတယ်ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးတွေရဲ့ကုသိုလ်ကောင်းမှုဟာထာဝရတိုးတက်နေသလဲဒီမေခွန်းလေးကိုသူသိချင်ကုသိုလ်တိုးတာလောကလူတွေဟာစိစိမ်ဥစ္စာတိုးပွားနေတယ်ဆိုကျင့်တတ်တာပေါ့နော်အများဖြင့်ကျင့်တတ်တယ်နတ်တွေကစိစိမ်ဥစ္စာတိုးတာကိုမမေးပဲနဲ့ကုသိုလ်တိုးတာဘာကြောင့်မေးသူတို့ရဲ့ဘဝဟာကမ္မဖလူပစီဝိဖြစ်တယ်ကုသိုလ်ကံကိုမှီပြီးတော့အသက်ရှင်ရတာကုသိုလ်တရားတွေသူတို့ယင်ထဲမှာနေ့စဉ်တိုးနေတယ်ဆိုရင်သူတို့ဟာအလွန်ကျေနပ်စရာကောင်းကုသိုလ်တိုးခြင်းသည်သူတို့အတွက်ချမ်းသာဒုက္ခတိုးခြင်းပဲဖြစ်တယ်ဒါကြောင့်ဒီမေကွန်းမေးတယ်လို့ပြောအောင်ကေတံအဘယ်ပုဂ္ဂိုလ်တို့မှာဒီဝါစရဒေါသနေမှာပဲဖြစ်စေညမှာပဲဖြစ်စေဝါနေရောညပါတရားပုံညာပဝတ္တိအမြဲတမ်းကုသိုလ်ကောင်းမှုတွေတိုးနေပါသလဲအဲ့တော့နေ့ပဲဖြစ်ဖြစ်ညပဲဖြစ်ဖြစ်ထာဝရကုသိုလ်ကောင်းမှုတွေတိုးနေအောင်ဘယ်လိုပုဂ္ဂိုလ်တွေကအဲ့ဒီလိုကုသိုလ်တိုးပါသလဲဆိုတာမေးခွန်းတစ်ခုနော်လူတွေကဖန်ကိုပတ်စံအပ်တဲ့အခါကျတော့နေတိုင်းတိုးတာတော့လတိုးတာတော့နော်အတူပိစားတဲ့လူတွေဆိုရင်နိုင်နဲ့တိုးနေတာတော့အဲ့လိုတိုးပိစားတဲ့လူတွေအဲ့တော့ဘယ်တိုးပို့ကြိုက်တယ်ဆိုရင်နိုင်လိုက်တိုးနေပို့ကြိုက်ကြမှာပဲဘယ်လိုပဲဖြစ်ဖြစ်နော်တလားမှာတခါတိုးတာတဲ့နော်နေ့စဉ်တိုးရင်ပို့ကြိုက်နေ့စဉ်တိုးတာတဲ့နေ့တိုင်းတနာရီတခါတိုးနေပို့ကြိုက်10မိနစ်တခါတိုးနေပို့ကြိုက်ကြမှာပဲလေတိုးနေတာကိုကြိုက်အဲ့တော့ကိုယ့်ရင်ထဲနှလုံးထဲမှာတမိုးကြီးမားတဲ့ကုသိုလ်တရားတွေဟာနေ့နေ့ညညထာဝရကုသိုလ်ကောင်းမှုတွေတိုးနေတဲ့ကုသိုလ်မျိုးဘယ်ပုဂ္ဂိုလ်ရဲ့ကုသိုလ်မျိုးဟာထာဝရတိုးနေတဲ့ကုသိုလ်မျိုးဖြစ်ပါသလဲဆိုဒီမေကုံးမေးတာနော်ထာဝရကုသိုလ်ရခြင်းနဲ့ဘယ်ခါပဲဖြစ်ဖြစ်ကုသိုလ်တွေတိုးနေတဲ့ကုသိုလ်မျိုးလုပ်ခြင်းဓမ္မထာသီလတမ္ပန္နာကေသနာတက္ကကာမိနောသူစရိုက်တရားပေါ်မှာကျင့်သုံးပြီးကိုချင်းသီလပြည့်ဝတဲ့ဘယ်လိုပုဂ္ဂိုလ်တွေဟာတည်တဲ့အခါမှာနတ်ပြည်ရောက်ကြတာလဲနတ်ပြည်ရောက်ဖို့ဆိုတာတော့ကိုချင်းသီလပြည့်စုံမှုလို့လို့တယ်ဒုစရိုက်တွေရှောင်မှုလို့လို့တယ်ဒုစရိုက်ရှောင်တာကိုချင်းသီလပဲဓမ္မထာတရားဓမ္မပေါ်မှာကျင့်တယ်သို့မဟုတ်ကုသိုလ်တရားပေါ်မှာယက်တည်တယ်သီလသမ္မာနာကိုချင်းသီလနဲ့ပြည့်စုံကြတယ်အဲ့ဒီလိုပြည့်စုံတဲ့ဘယ်ပုဂ္ဂိုလ်တွေဟာနတ်ပြည်ရောက်ပါသလဲသူမေးတဲ့မေးခွန်းလေးကိုစဉ်းစားကြည့်ပေါ့နော်နေရောညပါတိုးနေတဲ့ကုသိုလ်မျိုးကဘာကုသိုလ်လဲလို့ဆိုလို့တယ်ပေါ့ဘယ်ပုဂ္ဂိုလ်ရဲ့ကုသိုလ်ဟာနေရောညပါကုသိုလ်တိုးနေတယ်ဘယ်လိုပုဂ္ဂိုလ်တွေဟာသိတဲ့အခါမှာနတ်ပြည်ရောက်ဖို့သိချတယ်လဲဒီမေးခွန်းမေးတာဒီမေးခွန်းမေးတာသူကနတ်ပြည်ကလာတာဆိုတော့နောက်ထပ်နတ်ပြည်ရောက်ဖို့လူသားတွေဟာဘယ်လိုနေရမလဲဆိုတာဒုတိယလူသားတွေအတွက်ကြိုးပြုတဲ့မေးခွန်းတွေကိုမေးလိုက်တာပါဖြစ်အဲ့ဒီမှာသူ့ရဲ့မေးခွန်းကိုမြတ်စွာဘုရားဖြေတာကတော့သူကရှင်းရှင်းလေးနော်သူ့ရဲ့မေးခွန်းကိုမြတ်စွာဘုရားဘယ်လိုဖြေတော့ဆိုအာရမရောပဝနရောပရှေစနာတိတုကာရကပပ္ပိသဥဒ္ဒပါနိသယေတရန္တိဥပတ္တယတေတံဒီဝါစရဒောသတရာပုံညာပဝတ္တိတိုးတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ထာဝရကုသိုလ်တွေကိုမြတ်စွာဘုရားထုတ်ပြပြီးတော့ဟောတယ်အေးကုသိုလ်ဆိုတာမျိုးမျိုးရှိကြတယ်ထင်မယ်နံပါတ်1ကုသိုလ်6မျိုးကိုဒီမှာရှင်းပြီးတော့ဟောတာနော်ကုသိုလ်တွေစင်ပွားတိုးတက်လာတဲ့ကုသိုလ်6မျိုးကဘာတွေလုံးဆိုနံပါတ်1ကအာရမရောပါအယံသစ်ပင်တွေကိုစိုက်ပျိုးပြီးအများအကျိုးကိုပြုတဲ့ပုဂ္ဂိုလ်မျိုး
ဒီတော့မှသစ်ပင်ခုတ်တဲ့လူမပါဘူးနော်သစ်ပင်ဆိုင်တဲ့လူအယံဥယျာဉ်တွေကိုစိုက်ပျိုးပြီးအများကိုအကျိုးပြုပြီးကဘာမြေကြီးဥပေါ်မှာအရေးအာဝါဒတွေနဲ့အကျိုးပြုတဲ့ပုဂ္ဂိုလ်မျိုးတွေအာရမရောဘအာရမဆိုတာခုခေတ်ဆိုရင်ခြံလုပ်ငန်းလို့ဟာမျိုးပေါ့နော်ခြံသစ်ပင်စိုက်တယ်ဥယျာဉ်စိုက်တယ်ရောဘဆိုတာစိုက်ပျိုးတာဥယျာဉ်နေစိုက်ပျိုးတဲ့ပုဂ္ဂိုလ်တွေတဲ့အဲ့ဒီပုဂ္ဂိုလ်တွေမှာကုသိုလ်တရားနေရောညပါတိုးတက်နေတယ်။ဘာကြောင့်လို့ဆိုရင်သူကုသိုလ်ကသာဝရကုသိုလ်နေတတိယရင်နေတိုးမှာပဲညတတိယညတိုးဆိုလိုတာဒါသာဝရကုသိုလ်ပျောက်သွားတဲ့ကုသိုလ်မဟုတ်ဘူးလေ။ဥယျာဉ်စိုက်ပျိုးထားတယ်ဥယျာဉ်စိုက်ပျိုးလိုက်တဲ့ဖြင့်ထိုဥယျာဉ်ကိုမှီပြီးတော့ပထမဆုံးဘသူတွေအကျိုးရတော့ဆိုငှက်ကလေးတွေဒေါ်တရိษံတွေဟာဒီဥယျာဉ်တွေကိုမှီပြုပြီးတော့စားစရာတွေပြဝါရခိုးစားတော့လည်းသွားမကြွေးလေးနဲ့တန်းတယ်အဲ့လိုတစ်ပင်စိုက်ထားလို့ရှိရင်တော့အကျိုးပြုမှသိကြတယ်နော်အဲ့လိုတစ်ပင်စိုက်ပေးထားတဲ့အခါမှာငှက်ကလေးတွေဟာတိရိတ်ခိုးပြီးတော့တစ်ပင်မှာရှိတဲ့အသီးလေးတွေစားပြီးဘလောက်စိတ်ချမ်းသာကြကောင်းသူတို့ဘဝဟာလုံခြုံသွားနောက်တစ်ခါကိုမမြင်ရတဲ့တ attva တွေဟာလည်းပဲတစ်ပင်ရိပ်တွေမှာမှီပြီးတော့သူတို့ရဲ့ပုံမိမ့်မှန်တွေကရှိတယ်တစ်ပင်ခုတ်လိုက်လို့ရှိရင်ပုံမိမ့်မှန်ပြုတ်ကြတာတွေ့တယ်မလားဘောလမြိုင်ဘက်မှာမြေပြိုးတာတွေ့တယ်မလားမြေပြိုးရင်အိမ်တွေလည်းပါသွားတာအဲ့တော့တစ်ပင်လဲရင်လည်းတစ်ပင်ပေါ်မှာရှိတဲ့ပုံမိမ့်မှန်တွေပျက်စီးမှာပေါ့ဒါထုံးစံပဲပေါ့သူတို့ကံအားလျော်စွာဒီယောဂစိုးဆိုတာတစ်ပင်ကွာကြတက်ထိုင်နေတာမဟုတ်ဘူးပကြီးဆရာဆွဲတယ်လို့ဘယ်ကြာကြီးထိုင်နေမှာတော့မြောက်ကြီးလို့နေမှာပေါ့ယောဂစိုးတစ်ပင်ကွာကြထိုင်နေရုပ်မြောက်လို့ဖြစ်နေမှာဆိုလိုတာကယောဂစိုးမှာဖိမှန်2မျိုးရှိတယ်အမျိုးအစား2ခုရှိတယ်ယောဂစိုးရဲ့ဖိမှန်ဟာတစ်ပင်ရဲ့တစ်ခက်ပေါ်မှာတီးနေတဲ့ဖိမှန်မျိုးတစ်ခုတစ်ပင်ဆိုတဲ့ပင်စီပေါ်မှာတီးနေတဲ့ဗိမာန်တစ်ခု2ခုရှိတယ်။တစ်ခက်ပေါ်မှာတီးတဲ့ဗိမာန်ကိုတာခထဗိမာန်လို့ခေါ်တယ်။တာခါဆိုတစ်ပင်တစ်ခက်တာခထထဆိုတာအဲ့ပေါ်မှာတီးရှိနေတာ။တစ်ခက်ပေါ်၌တီးရှိနေသောဗိမာန်နဲ့နေတဲ့ယုတ်ကစိုးကိုတာခထ။ဟောအဲ့ဒါကြတော့တစ်ကိုင်းခုတ်လိုက်တာနဲ့တစ်ကိုင်းကုံသွားရင်သူ့ဘိမှပျက်စီးသွားတယ်။ဒါမှမဟုတ်ဗမာတွေကနတ်နိကိုင်းချန်တယ်ဆိုတာအဲ့ဒီအဓိပ္ပာယ်ကိုပြောတာ။တစ်ကိုင်းကုံအောင်မခုတ်ဘူး။တစ်ကိုင်းကုံလို့ရှိရင်သူတို့ဘိမှရပ်တည်နိုင်စွာမရှိတော့ဒီတစ်ပင်မောမြောက်လို့နေတာမဟုတ်ဘူး။တစ်ပင်ကိုအကြောင်းပြုပြီးတော့သူတို့ဘုံဘိမှနေရှိနေတယ်လို့လူတွေလည်းမြေပေါ်နေတယ်ဆိုရင်မြေပေါ်မှာအိမ်ဆောက်နေကြတာလေ။မြေကြီးပေါ်တိုင်းအဲ့ထမှာမဟုတ်တာနတ်တွေလည်းပဲတစ်ပင်နဲ့ပတ်သက်ပြီးအဲ့လိုနေတယ်လို့ရုက္ခထဗိမာန်ဆိုတာကြတော့တစ်ပင်ကြီးလဲလိုက်လို့သင်္ဂုတ်တူရှိနေသေးတော့သူ့ဘုံမိမမပြတ်သေးဘူးဒါရုက္ခထတစ်ပင်ရှိနေသေးဗျအမြစ်ပါတူးပြစ်မှသူ့သိဘုံမိမပြတ်တယ်ဒါမို့ယောဂဇော2မျိုးနော်တစ်ခက်တွေကောင်းခုတ်ရင်ယောဂဇောစိတ်ဆိုးတယ်သူ့ဘုံမိမနေပျက်စီးတယ်တချို့ယောဂတို့ကစိတ်မဆိုးဘူးဘာကြောင့်လို့ဆိုရင်တစ်ပင်ရှိနေသေးရင်သူနေလို့ရနေသေးတယ်သင်္ကုတ်တူရှိနေလို့ရနေသေးတယ်သူ့ဘိမှမပြတ်ဘူးလို့အဲ့တော့ကိုမမြင်ရမယ့်တရားတွေဟာလည်းပဲအခုလို့အယံဥယျာဉ်စိုက်ပျိုးပြီးတော့ထားခြင်းအဖြစ်တရားတွေပေါ်မှာအများကြီးကျိုးပြုသွားတယ်ဒါကြောင့်ဒီထာဝရကုသိုလ်မျိုးဟာနေတတိယရဲ့နေညတတိယရဲ့ညကုသိုလ်တွေတိုးတယ်အိပ်ပျော်နေရင်လည်းကုသိုလ်တိုးသလားလို့တော့ဒီလိုတော့မဟုတ်ဘူးအိပ်ပျော်နေရင်တော့ပဲကုသိုလ်ရမယ်ဆိုလိုတာကနေတတိယရင်နေကုသိုလ်ရမယ်ညတတိယရင်ညကိုတိုးမယ်နော်လူကခေါ်နေနေပြီကုသိုလ်တွေတိုးနေတာတော့မဖြစ်ဘူးအဲ့ဒါအဲ့တော့လူကအိပ်ပျော်နေပြီတိုးတာတော့အတိုးပါပဲပတ်စံအတိုးအဲ့တော့တိုးတယ်လူအိပ်နေလဲတိုးမှာပဲအဲ့ဒါတော့သူများဆရာပတ်စံချီးထားရင်တော့အဲ့ဒါအတိုးကတက်နေမှာနော်
လူအိတ်နေလဲအတူကတော့မအိတ်ဘူးလို့ပြောကြတယ်လေဒါကြောင့်အဲ့ဒါမျိုးကတော့တူတယ်ကုသိုလ်ကတော့မတူဘူးအိတ်နေလို့ကတော့ကုသိုလ်မတူဘူးတောင်တွေးမြောက်တွေတွေးနေလဲကုသိုလ်မတူကုသိုလ်တိုးတာဘယ်ချိန်တိုးတာတော့တတိယရင်ဝမ်းသာရင်ကုသိုလ်တိုးတယ်အဲ့တော့ခဏခဏတတိယကိုလှုပ်ထားတယ်ဟာဒီလိုဆိုလို့နော်အဓိပ္ပာယ်အဲ့ဒါလိုအဓိပ္ပာယ်နောက်တစ်ခုကဝဏရောပသစ်ပင်ဆိုင်တယ်သစ်ပင်ဆိုင်တဲ့ကုသိုလ်ဟာလည်းပဲသာဝရကုသိုလ်မျိုးဖြစ်တယ်သစ်ပင်ဖြစ်လာလို့ရှိရင်သစ်ပင်ကောင်းငှက်တောင်းခိုးဆိုတာမျိုးလို့အများကြီးကိုအကျိုးပြုတာဖြစ်တယ်ကဘာမြေကြီးကိုအေးမြစေပြီးတော့တရားတွေကိုအာဟာရနဲ့ပံ့ပိုးထောက်ပံ့ပေးရရောက်တယ်ပေါ့သစ်ပင်ကိုမှီပြီးတော့စားတော့ကြတဲ့တရားတွေအများကြီးဟာသစ်ပင်ဆိုင်ပေးလိုက်တဲ့ပုဂ္ဂိုလ်ရဲ့ထောက်ပံ့မှုကြောင့်သူဟာရှင်သန်နိုင်သွားကြတယ်ပေါ့ဒါကြောင့်မို့သစ်ပင်ဆိုင်ပြိုးခြင်းကုသိုလ်ဝဏရောပလို့ဒီလိုခေါ်တယ်နော်အယံဆိုင်ပြိုးတဲ့ပုဂ္ဂိုလ်ရဲ့သစ်ပင်ဆိုင်ပြိုးတဲ့ပုဂ္ဂိုလ်ရဲ့နောက်တစ်ခုကယေဇနာတေတုကာရကတေတုဆိုတာတရားဟိုဘက်ဒီဘက်ချောင်းချားနေတယ်ဟိုဘက်ဒီဘက်သွားဖို့လွယ်ကူအောင်တရားခင်းပေးတယ်တော့မဟုတ်မြေရေတော့မရှိဘူးကဘာ6ကဘာရှိနေတယ်အဲ6ကဘာနှစ်ခုကိုပေါင်းပြီးတော့ဂုတ်ထိတ်တရားလို့ပေါ့ဟိုဘက်ကူလို့ရတယ်ဟာအဲ့ဒီလိုတရားမျိုးပေါင်းကူတာတွေလုပ်ပြီးတော့လှူတယ်နောက်ကားသွားလို့မရအောင်ဂျိုက်ဖြစ်နေတယ်အဲ့နေရာမှာတရားခင်းပေးတယ်ဆိုလိုတာကတော့ဟိုဘက်ဒီဘက်ဒီသွားလို့လာလို့ကုသန်းလို့လွယ်ကူအောင်တရားခင်းပေးတဲ့ကုသိုလ်တေတုကာရကလို့ခေါ်တယ်နော်တေတုလို့တေတုဆိုတာတရားယေဇနာတေတုကာရကတရားခင်းသူကိုတေတုကာရကလို့ခေါ်တယ်သူ့ရဲ့ကုသိုလ်ကတရားခင်းပေးတဲ့ကုသိုလ်ပေါ့တရားခင်းပေးရင်လူတွေဟာဒီဟိုဘက်နဲ့ဒီဘက်ဆက်သွယ်ရေးကိုချမ်းသာလွယ်ကူစွာသွားနိုင်အောင်စီမံပေးတာဖြစ်သောကြောင့်အလွယ်တကူဟိုဘက်ဒီဘက်သွားနိုင်ကြသည့်အတွက်ကြောင့်သူ့အတွက်ကလည်းပဲဒီတရားဟာအများကိုအကျိုးပြုတဲ့အရာဖြစ်သည့်အတွက်ကြောင့်တွေးမိတိုင်းဝမ်းသာစရာဖြစ်တယ်ဝမ်းသာတိုင်းဒီကုသိုလ်ဟာလည်းပဲတိုးနေတဲ့ကုသိုလ်မျိုးဖြစ်တယ်လို့ဥယျာဉ်စိုက်ပျိုးတဲ့ကုသိုလ်သစ်ပင်စိုက်ပျိုးတဲ့ကုသိုလ်တရားခင်းပေးတဲ့ကုသိုလ်နော်၃မျိုးနောက်တစ်ခုကဘာလို့ဆိုပပင်စဥဒ္ဒပါနိစရေတရန္တိဥပတ္တယံပပင်စဆိုတာမြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုကဘာလို့ဆိုရေဦးစင်တဲခုခေတ်တော့ရေဦးစင်ယဉ်ကျေးမှုကပျောက်နေတယ်တော်တော်များများပျောက်သွားပြီတော်ရဒီမှာတော့ရေဦးစင်ယဉ်ကျေးမှုတဲ့နော်ရေဦးစင်ယဉ်ကျေးမှုခုခေတ်တော့ရေဦးစင်တဲရနည်းနည်းရှားလိုက်ပေါ့လေရေဦးစင်ယဉ်ကျေးမှုကုသတတ်တဲ့ယောဂဝေဒနာတွေပေါ်တော့လေရေဦးစင်သူတောက်ကိုတောက်ဆိုခက်တယ်ဒါပေမဲ့တစ်ခါတော့လေးတွေနဲ့လှုပ်ပြီးရင်တော့လည်းအဆင်ပြေပါတယ်သို့မဟုတ်ပါးစပ်နဲ့မတည်ဘဲနဲ့မောပြီးတော့ရေစက်ချတောက်တဲ့နှီးလည်းရှိပါတယ်နော်ဆိုလိုတာခီးသွားလာတဲ့ပုဂ္ဂိုလ်တွေရေဆံငမ်းမွတ်နေတဲ့နေရာမျိုးတွေမှာသွားလာတဲ့ပုဂ္ဂိုလ်တွေပန်းပြေဖို့တောက်ရည်ကိုတီထားပေးချက်ကုသိုလ်ဟာလည်းပဲသွားလာတဲ့လူတွေကိုပန်းပြေပြီးတော့အစဉ်ပြေစေတဲ့ကုသိုလ်မျိုးဖြစ်သည့်အတွက်ကြောင့်အများကိုအကျိုးပြုတဲ့ပရဟိတလုပ်ငန်းတစ်ခုဖြစ်လို့စိတ်ချမ်းသာစရာကောင်းတဲ့ကုသိုလ်ပဲဘယ်သူရဲ့လို့သတ်မှတ်တာမဟုတ်ဘူးဒီလမ်းကျောကသွားတဲ့ပုဂ္ဂိုလ်တွေမှန်သမျှဆာလောင်မွတ်သိမ့်လို့ရှင်ရှည်လေးတောက်ပြီးအားလေးပြေးတဲ့အခါခီးဆက်နိုင်ကြတယ်ပေါ့နော်မြန်မာလူမျိုးတွေရဲ့ရေဦးစင်ကုသိုလ်မျိုးဟာလည်းပဲသာဝရကုသိုလ်လို့သူတို့ခေါ်တယ်နော်သာဝရကုသိုလ်ခုခေတ်တော့ခင်ပြီးတော့ရေသားမူးလေးတွေထားလို့လည်းရတယ်ပိုက်နဲ့ထားလို့လည်းရတယ်ပိုက်ကလည်းပဲဖွင့်ပြီးတော့တောက်ရတဲ့ပိုက်မျိုးလည်းရှိတယ်အိန္ဒိယနိုင်ငံမှာတော့ဘယ်လိုထားတော့ဆိုရင်ပိုက်ခေါင်းတွေကသူကအပေါ်အစွတ်ကလေးနဲ့ထားတာအဲ့ဒီအစွတ်ကလေးကိုမတင်လိုက်မှရေထွက်တာလှဲ့တဲ့ဟာမဟုတ်ဘူးသူကပိုက်ခေါင်းမှာအစွတ်ကလေးပါတယ်အဲ့ဒါလေးကိုမလိုက်လို့ရှိရင်ရေထွက်သွားအဲ့ကြတော့သူကနွားတွေတောင်တောက်တတ်တယ်နှုတ်သီးနဲ့ထိုးမလိုက်တာအဲ့ဒါပါဇက်တဲ့ရေရောက်သွား
ဗမာပြည်ကရေကောင်းတော့တောက်လို့ရမှာမဟုတ်သွားနဲ့ကြိုက်ပြီးတော့လှဲ့မှရမှာဟုတ်ဒီဟာဟိုကတော့မတင်လိုက်တာနဲ့ရေရထွက်လာမြောက်ကလည်းတောက်တတ်တယ်နွားကလည်းတောက်တတ်တယ်အဲ့ဒီရေဦးစင်မျိုးအဲ့ဒါလို့ရေဦးစင်လှုပ်ပြီးတော့လှူဒန်းထားတဲ့ကုသိုလ်ဟာလည်းပဲထာဝရကုသိုလ်ဖြစ်သည့်အတွက်ကြောင့်လူတို့အကျိုးပြုတဲ့ကုသိုလ်တတိယတိုင်းကုသိုလ်ကောင်းမှုတွေတိုးတက်နေတယ်နောက်တစ်ခုကတော့ဥဒ္ဓပါဏရေတွေသူလောင်ထားတဲ့တွင်းရေတွင်းရေကန်ရေကန်ပဲဖြစ်ဖြစ်ရေတွင်းပဲဖြစ်ဖြစ်ရေရှားတဲ့အရာဒေသတွေမှာအဝီစီတွင်းတူးလှူတာပဲဖြစ်ဖြစ်ရိုးရိုးရေတွင်းတူးတာပဲဖြစ်ဖြစ်သို့မဟုတ်ရေကန်ဆောက်လှူတာပဲဖြစ်ဖြစ်အဲ့လိုရေဆိုတာလူတွေအတွက်များစွာအကျိုးပြုတယ်မွတ်သိမှုကိုကာဝယ်ပေးတယ်ရှင်ထဲကအပူတွေကိုအေးမြစေတယ်ခန္ဓာကိုယ်တန့်ပြတ်သွားစေတယ်ဘလောက်ပဲပင်မမျက်နှာလေးသိလိုက်ရရင်လန်းသွားတယ်ဟောရေရဲ့အကျိုးတွေနဲ့တန့်ရှင်းသွားတယ်လန်းဆန်းသွားတယ်အဲ့ဒီအကျိုးတွေကိုမြုပ်ကိုးပြီးတော့ကုသိုလ်ကောင်းမှုလုပ်ပြီးလူတန်းထားတဲ့ပုဂ္ဂိုလ်တွေရဲ့ကုသိုလ်ဟာလည်းပဲထာဝရကုသိုလ်မျိုးဖြစ်တယ်တဲ့ထာဝရကုသိုလ်မျိုးတွေဟာအဲ့လိုအလုံး၅မျိုးရှိသွားတယ်နံပါတ်1ကအယံဥယျာဉ်စိုက်ပျိုးပြီးတော့လှူဒန်းတဲ့ကုသိုလ်များအတွက်သစ်ပင်စိုက်ပျိုးပြီးတော့လှူဒန်းတဲ့ကုသိုလ်တရားခင်းပြီးတော့လှူဒန်းတဲ့ကုသိုလ်ရှေးအိုးစင်လှူဒန်းတဲ့ကုသိုလ်ရှေးတွင်းရေကန်လှူတဲ့ကုသိုလ်နောက်ဆုံးတစ်ခုကတော့ပါတော့မြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုတွေနဲ့သက်ဆိုင်နေရဒီတရားတော်ကိုနာရလို့မြန်မာလူမျိုးတွေလောက်တာဖြစ်လောက်တာနောက်ဆုံးဟာရေတတန္တိဥပတ္တယံခီးသွားလာတဲ့နေရာမျိုးတွေမှာဥပတ္တယဆိုတာအဆောက်အဦပေါ့နော်ရေတရန္တိဥပတ္တယအဆောက်အဦဆောက်လှူတယ်ဆိုတော့ဆောက်အဦဆောက်လှူတယ်ဆိုတဲ့နေရာမှာဒီနေရာမှာဘယ်လိုအဆောက်အဦတုံးလို့ဆိုတာလည်းမပါဘူးဘယ်သူကိုလှူတယ်ဆိုတာလည်းမပါတော့စဉ်းစားကြည့်ရတော့မြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုမှာလမ်းဘေးဆရာဆောက်ပြီးလှူတဲ့အကျင့်ရှိတယ်လေအားလုံးဟာခီးသွားတဲ့လူတွေကတက်ပြီးတော့အပန်းဖြေနားနေအိပ်ဆက်လို့ရတယ်ဆရာကတုံးတွေရှင်ခွဲဆရာတွေဟိုဘက်ဒီဘက်ထိုင်ကုန်ခွဲထားလို့ရှိရင်ရင်ခွဲဆရာခေါ်တာနော်အကောင်ပိုင်းဆရာကတုံးလို့ခေါ်တာဘုန်းကြီးနဲ့လည်းသွားမရောနဲ့အောင်အဆရာကတုံးဆိုတာအဲ့ဒါကာမပါဒကိုပြောတာအပေါ်တက်ပြီးတော့ပန်းဖြေအိပ်လို့လည်းရတယ်အဲ့ဒီလိုအဆောက်အဦတွေဆောက်ပြီးတော့လှူတဲ့ပုဂ္ဂိုလ်ဟာလည်းပဲတဲ့လမ်းတော်လမ်းလာတွေအတွက်များစွာအကျိုးပြုတဲ့ကုသိုလ်မျိုးဖြစ်သည့်အတွက်ကြောင့်ဝန္တာပီတိဖြစ်เสียထာဝရကုသိုလ်မျိုးဖြစ်ပါတယ်အဲ့ဒီ6မျိုးနဲ့ရသော်ဘုရားကဖြေလိုက်တာဘယ်ပုဂ္ဂိုလ်တွေမှာနေရောညရောကုသိုလ်ကောင်းမှုကအမြဲတမ်းတိုးတက်နေပါသလဲကုသိုလ်တွေဟာတိုးနေတယ်အမြဲတမ်းဘာကြောင့်တိုးဘယ်ပုဂ္ဂိုလ်တွေရဲ့ကုသိုလ်မှာတိုးတယ်ဘယ်ပုဂ္ဂိုလ်တွေမှာကုသိုလ်တရားတွေတိုးတက်လာတယ်လဲကုသိုလ်ဆိုတာတခါတတိယပီတိဖြစ်တိုးပြန်တယ်တခါတတိယပီတိဖြစ်တိုးတယ်အဲ့ဒါလို့တိုးအောင်လုပ်တဲ့နည်းနဲ့အဲ့ဒီမှာမြတ်စွာဘုရားဟောတာဘာကုသိုလ်လို့ဒီတခုတည်းမပြောဘဲနဲ့ထာဝရကုသိုလ်မျိုးတွေနဲ့ကြီးပဲပြောထားတာခွာကြည့်လိုက်ကြည့်လိုက်မယ်ဆိုအလုံးဟာထာဝရကုသိုလ်တွေထာဝရဆိုတာရွေးရှားလို့မရတဲ့ထာဝရကုသိုလ်တွေပဲเนาะတဏှာထဲမှာတည်မြဲအောင်ထားနိုင်တဲ့ကုသိုလ်မျိုးတွေပဲအဲ့ဒီထာဝရကုသိုလ်မျိုးတွေကိုပြုလုပ်တဲ့ပုဂ္ဂိုလ်တွေမှာတဲ့နေနေညညတတိယတိုင်းဝန္တာရွှင်မြူပီတိတွေဖြည့်ပြီးတော့ကုသိုလ်တွေတိုးတယ်လို့ဒီနတ်သားကိုမြတ်စွာဘုရားဒီလိုရှင်းပြီးတော့ဟောလိုက်တာဖြစ်တယ်အဲ့တော့အလုံးစိတ်ထဲမှာကြည်နူးစရာကောင်းတယ်ကိုလုပ်တဲ့အလုပ်တွေမြတ်စွာဘုရားကဒီတရားဟောထားတာကိုနိုင်မှတ်သားထားတဲ့ပုဂ္ဂိုလ်တွေဟာကိုယ့်ဘဝမှာထာဝရကုသိုလ်မျိုးတစ်ခုလုပ်ထားလို့ရှင်ဘလောက်ကြည်နူးစရာကောင်းမလဲနော်တခဏသာဖြစ်တဲ့ကုသိုလ်မျိုးမဟုတ်ဘဲနဲ့ထာဝရကုသိုလ်မျိုးတွေကိုတို့တွေလုပ်ရတယ်လို့စိတ်ထဲမှာဝန္တာပီတိဖြစ်ရအဲ့တော့ဒီဝန္တာပီတိဖြစ်เสียဒီတောရိပ်တောင်ရိပ်ဆိုတာဟာလောကကြီးကိုအေးချမ်းစေတဲ့နေရာတွေဖြစ်ရမြမကတောတောင်ရဲ့သဘာဝတောတောင်ကိုအမိပြုပြီးတော့သူတော်ကောင်းတွေဟာနေကြထိုင်ကြတာဖြစ်တော့ကြောင့်တောတောင်တွေပျောက်ကွယ်သွားခြင်းအပြင်သူတော်ကောင်းတွေစိတ်ဆင်းရဲစရာဖြစ်တယ်
တောတွေတောက်နေတောင်ပြိုတောပြုံးပြီဆိုလို့ရှိရင်ပထမဆုံးထိခိုက်တာတော့တိရစ္ဆာန်တွေပဲပေါ့နော်တိရစ္ဆာန်တွေထိခိုက်တယ်တောထဲမှာနေတဲ့တိရစ္ဆာန်တွေဟာသူတို့နေရာဌာနကြီးကပုံပြောက်လာတောတွေပြုံးတယ်တောင်တွေပြိုတယ်ဆိုနေစရာမရှိတဲ့အခါတိရစ္ဆာန်တွေနဲ့လူတွေဟာပဋိပက္ခဖြစ်လာကြဒါမို့လို့ဒီနာတိုက်ကြီးတို့ဥက္ကံတို့ဆိုခဏခဏဆင်းရိုင်းနေဆင်းလာပြီးတော့လူတွေရဲ့စိုက်ခင်းတွေဖြစ်စီးတယ်ဆိုတာတောပြုံးလို့ဖြစ်လာတဲ့ပြဿနာတွေဒါဖြစ်တယ်ပေါ့ဒီနာဘေကုဏအရက်ဒီမှာလည်းထို့တူပဲယမယံခါတောဆင်းရိုင်းတွေဝင်ရောက်ပြီးတော့ဖြစ်စီးတယ်ဆိုတာဒါလူတွေလှုပ်တဲ့အလုပ်တွေကြောင့်မလို့လူတွေကိုတုံ့ပြန်ဒုက္ခပေးတဲ့အနေအထားမျိုးအလုံးတိရစ္ဆာန်တွေတစ်ခါရောက်တယ်တောတောင်ကောင်းသွားပြီဆိုရင်တိရစ္ဆာန်တွေဟာဘလောက်အေးချမ်းသာရမှုရှိကြမလဲသူတို့တောထဲမှာဂေဟစနစ်ဆိုecology ဆိုတစ်ခုနဲ့တစ်ခုဆက်ဆွဲပြီးတော့သူတို့အသက်ဘဝရှင်သန်နေကြတာဖြစ်တယ်နော်ဆက်သွယ်ပြီးရှင်သန်နေသူတို့ကောင်းတွေရှုထောင့်ကကြည့်လိုက်မယ်ဆိုရင်သူတို့ကောင်းတွေထဲမှာထူးခြားဆုံးသူတော်ကောင်းကမြတ်စွာဘုရားမြတ်စွာဘုရားဘဝလေးကိုနည်းနည်းစဉ်းစားကြည့်ဘုရားဝင်ကိုသိတဲ့ပုဂ္ဂိုလ်တိုင်းမြတ်စွာဘုရားဘဝဟာတောနဲ့အမတမဆက်ဆက်တယ်ဖွာတော်မူတဲ့အခါမှာလည်းတစ်ပြက်အောင်မဖွာတယ်နော်ချင်းမခါနာတို့သွားပြီးဖွာတာမဟုတ်ဘူးမြတ်စွာဘုရားတော့တစ်ပြက်အောင်မဖွာတယ်လောမဏီတစ်ပြက်အင်းကြီးမအောင်မဖွာတယ်မွေးဖွာပြီးတော့လေဒီတရားချစ်မှုနန်းတော်ကထွက်ခွာသွားပြီ29နှစ်အရွယ်တောထွက်ပြီ6နှစ်တရားကျင့်တော့လေတောထဲမှာပဲကျင့်တယ်တပည့်အောင်မှာပဲကျင့်မွေးတော့ကလည်းတပည့်အောင်မှာမွေးတယ်တရားကျင့်တော့လေတောထဲမှာတပည့်အောင်မှာကျင့်တယ်ဖျားဖြစ်တော့ကောမဟာဗောဓိပင်အောင်မှာဖျားဖြစ်တယ်ဖျားဘဝမှာနေတဲ့အခါရောစေတဝဏီဝိဟရတိဝေလူဝဏီဝိဟရတိဣတိပတနေဆိုတာဒါတွေအားလုံးဟာတောတွေတောင်တွေကြီးပဲကောမြတ်စွာဘုရားရဲ့ဘဝမှာတောတောင်တွေမှာပဲသတင်းသုံးနေထိုင်သွားတာရာသက်ပံလို့ပဲတောတွေတောင်တွေထဲမှာပဲသတင်းသုံးပြီးတော့နေထိုင်သွားတယ်ပြိဋိဘံဆန်တဲ့အခါကျတော့လေကုသီနာရာလို့ခေါ်တဲ့ကုသီနာယုံမန္တမင်းတို့ရဲ့အင်းကြီးဥယျာဉ်တွေကအင်းကြီးမဲ့နှစ်ပင်ချားမှာပြိဋိဘံဆန်သွားမြတ်စွာဘုရားဟာဘုရားဖြစ်တော်မူတဲ့အချိန်ဘုရားအဖြစ်အသိဉာဏ်တူရတဲ့အချိန်မှာဘောဓိပင်ကိုကြောပေးပြီးတော့အရှိလောကရကိုကြည့်ပြီးထိုင်ပြီးတော့ဘုရားဖြစ်တာနေထွက်တဲ့ဘက်ကိုမျက်နှာမူပြီးတော့ဘုရားဖြစ်တာဘာအဓိပ္ပာယ်ဆိုတာကိုတော့မပြောကြပါနဲ့ကိုယ့်အကိုစဉ်းစားကြည့်မယ်ဆိုရင်ပြောလို့ရတာဘာတစ်ခုတော့မြတ်စွာဘုရားအရှိလောကရကိုကြည့်ပြီးတော့နေထွက်တဲ့အရာကိုကြည့်လိုက်တော့အဲ့ဒီမှာဖျားဖြစ်ခြင်းရဲ့အဓိပ္ပာယ်ဘာလို့ဆိုရင်နေမင်းကြီးပေါ်လာလို့ရှိရင်လောကလူတွေဟာလောကလူတွေဖို့အမှောင်ပြောက်ပြီးတော့အလင်းအောင်ရောက်လာတာပဲလေဖျားပွင့်လာခြင်းဟာလည်းပဲအရှိဘက်ကိုမျက်နှာမူပြီးတော့ပွင့်သည့်အတွက်ကြောင့်လောကကြီးကိုအလင်းပေးမယ်ဆိုတဲ့သဘောကိုဖော်ပြနေတာဟုတ်လောကကြီးကိုအလင်းပေးနေထွက်တဲ့ဘက်မြတ်စွာဘုရားဆိုတဲ့ဒီအသိဉာဏ်နေမင်းကြီးဟာထွက်ပေါ်လာတဲ့အခါလောကလူသားတွေအမှန်တရားကိုသိရှိခွင့်ရတယ်နေထွက်လာတဲ့အခါအမှောင်တွေပျောက်ပြီးတော့လူတွေဟာအကောင်းဆုံးအကြောင်းကျိုးမျက်စိနဲ့မြင်လို့ဆုံးဖြတ်နိုင်စွာဖြစ်လာတယ်မြတ်စွာဘုရားပွင့်လာတော့လေတရားဓမ္မကိုသိကြတာနေထွက်တဲ့ဘက်ကိုမျက်နှာမူပြီးတော့ပွင့်တာဟာဒီအဓိပ္ပာယ်ကိုဆောင်တယ်လို့ဆိုရမှာဖြစ်တယ်သို့သောတတ80ပြည့်တဲ့အခါမှာပြိဋိဘံဆန်တော်မူတော့မယ်ဆိုတဲ့အချိန်မြောက်ဘက်ကိုခေါင်းထားပြီးလက်ရဘက်ကိုစောင်းပြီးတော့လျှောင်းလိုက်တဲ့အခါမျက်နှာကဘယ်ရောက်သွားတာအနောက်ဘက်ရောက်သွားကိုယ့်ကိုအိတ်ကြည့်မသေးကြလို့ရှင်
ရန်ကုန်လူတွေတောင်မြောက်လဲကွဲတာမဟုတ်ဘူးကွန်ပတ်စ်လေးရှာထားမှဘယ်ဘက်ကတောင်လဲဘယ်ဘက်ကမြောက်လဲတွေ့ကြနော်အဲ့တော့မြောက်ဘက်ကိုခေါင်းထားပြီးတော့အနောက်ဘက်ကိုမျက်နှာမူစောင်းပြီးတော့အိတ်လိုက်တဲ့အခါမှာမြတ်စွာဘုရားရဲ့မျက်နှာတော်ဟာအနောက်လောကရဘက်ကိုမျက်နှာမူပြီးသားဖြစ်ပွင့်နှုံးကအရှေ့ဘက်ကိုကြည့်တယ်ပြိဋိဘံဆံတော့အနောက်ဘက်ကိုကြည့်တယ်ဘာအဓိပ္ပာယ်လဲလောကကြီးကိုလင်းအောင်ပေးနေတဲ့နေမင်းကြီးဝင်တော့မယ်ဆိုတဲ့အဓိပ္ပာယ်ပဲအနောက်ဘက်ကနေထွက်တယ်လို့မရှိဘူးလေနေဝင်တာပဲရှိအဲ့တော့မြတ်စွာဘုရားဒီပြိဋိဘံဆံသွားခြင်းအပြင်လောကလူသားတွေအသိဉာဏ်တွေဆုံးရှုံးသွားတယ်ပေါ့အလင်းအောင်ဆုံးရှုံးသွားတယ်လို့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဆုံးရှုံးသွားရင်လင်းအောင်ဆုံးရှုံးတယ်လို့ဆုံးရှုံးမှာပဲဖြစ်တယ်အဲ့ဒီအဓိပ္ပာယ်တွေကိုခေါ်ကျူးတဲ့အနေနဲ့မြတ်စွာဘုရားဟာအရှိဘက်လှည့်ပြီးတော့ဘုရားဖြစ်ပြီးလက်ရနံပါးကိုစောင်းလို့အနောက်ဘက်ကိုမျက်နှာမူပြီးပြိဋိဘံဆံတော်မူခြင်းဟာလောကသားတို့အတွက်ပညာတစ်ခုပေးခဲ့ခြင်းပဲဖြစ်တယ်ဘုရားရဲ့ကရုဏာအမတမကြီးမားတယ်ပြိဋိဘံဆန္ဒတောင်းမှာပဲမင်းတို့စံနမူနာယူခဲ့ဖို့လှုပ်ထားခဲ့တာဖြစ်တယ်ပေါ့နော်အစစအရာရာအသိပညာတွေပေးခဲ့တယ်လောကမှာအသိပညာအလွန်အရေးကြီးတယ်ဒါကြောင့်မြတ်စွာဘုရားကနတ်သားတယောက်ဟောပြောတဲ့မိဂုံးနဲ့မေးတဲ့မိဂုံးကိုအခုလိုသာဝရကုသိုလ်တွေနဲ့ဖြေလိုက်တာနောက်တစ်ခေတ်ကျတော့တစ်ပင်တွေပြောင်းအောင်ခုံးကြလိုက်မယ်ဆိုတာသိလို့များဖြစ်မလားမသိဘူးအဲ့ဒါကြောင့်မို့ဒါတွေစိုက်ကြလို့ဆိုတဲ့အဓိပ္ပာယ်ဖော်ပြတာနော်ဒါလွန်ခဲ့တဲ့နှစ်ပေါင်း2600ကဟောခဲ့တဲ့တရား2600ဟောခဲ့တဲ့တရားအဲ့တော့အခုတို့လူတွေဟာတက်တက်ကြွကြွဒီကုသိုလ်ကိုအရာယူနေကြတော့ဝန်တာဆရာပေါ့နော်ကမ္ဘာလောကကြီးကိုတစ်ပင်ဖြင့်အေးမြအောင်ဆောင်ရွက်နေကြပြီအာရမရောပါအယံတစ်ပင်နေဥယျာဉ်နေစိုက်ပျိုးတယ်ဝဏရောပါတစ်ပင်နေစိုက်ပျိုးတယ်တော်တွေစိုက်ပျိုးတယ်တေတုကာရကသွာလာခက်တဲ့နေရာတွေမှာတရားခင်းပေးတယ်ပပရှိဥစဉ်ရင်ကျေးမှုဥဒ္ဒပါဏရေရွင်ရေကန်လူရန်ကြတယ်ရေတရန်ဒီဥပတယံလူတွေနားခိုဖို့ရအဆောက်အဦတွေဇေယျတွေဆောက်လို့လူရန်ကြတယ်ဆိုတဲ့ဒီကုသိုလ်မျိုးတွေဟာသာဝရကုသိုလ်မျိုးတွေဖြစ်သည့်အတွက်ကြောင့်မြတ်စွာဘုရားကဒီနတ်သားရဲ့အမေကိုဒီကုသိုလ်မျိုးတွေနဲ့ဖြည့်ခဲ့တာဟာမြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုနဲ့တကယ်ကိုရှေးကမြန်မာလူမျိုးတွေဟာဒီသုတ်တန်ကိုကြားနာပြီးတဲ့အခါမှာဒီကုသိုလ်မျိုးတွေယူခဲ့ကြတယ်လို့ပဲဒီလိုယူဆမှာရှေးလူကြီးတွေကစိုက်ကြတယ်သစ်ပင်တွေနော်အများကြီးစိုက်ကြတယ်သစ်ပင်တွေနောက်လူတွေကသာမစိုက်တာရှေးကလူကြီးတွေသစ်ပင်တွေအများကြီးစိုက်ခဲ့ကြတယ်အခုလေသစ်ပင်စိုက်တဲ့အဖွဲသစ်ပင်တွေစိုက်ပျိုးလာကြတယ်ဆိုတာဒါကောင်းတဲ့အလုပ်တစ်ခုပြန်ပြီးရှင်သန်လာခြင်းပဲဖြစ်တယ်ပေါ့နော်မြတ်စွာဘုရားဟောတဲ့အတိုင်းပဲသာဝရကုသိုလ်တွေကိုပြုလို့သည့်အတွက်ကြောင့်သာဝရအစဉ်အမြဲကုသိုလ်တရားတွေဟာယင်ထဲမှာတိုးတက်များပြားလာမှာဖြစ်တယ်လို့သိကြပါ့ပြီးတဲ့အခါဒုတိယမေဂုံးကိုမြတ်စွာဘုရားဖြေတဲ့အခါကျဘယ်လိုဖြေတော့ဓမ္မထာသီလတမ္ပန္နာတိစနာတက္ကခမိနောဆိုဒီပြပုဂ္ဂိုလ်တွေကိုမရည်ညွှန်းမှုခုနပြောတဲ့ကိုချင်းတရားသို့မဟုတ်သင်္ပင်စိုက်ပျိုးတဲ့ကုသိုလ်တွေပေါ်မှာယက်တည်တယ်ကိုချင်းသီလနဲ့ပြည့်စုံတယ်အရေးကြီးဆုံးကတော့ကိုချင်းသီလကတော့အဓိကထားဒုတိယမှာကိုချင်းသီလပြည့်စုံမှကောင်းကျိုးချမ်းသာတွေရတယ်။ဘာကြောင့်လဲဆိုတော့သီလရဲ့အဓိပ္ပာယ်ကသူကသမာဒါနာကောင်းစွာထားခြင်းနဲ့ဥပဒါရဏကောင်းတဲ့အရေးချင်းတွေကိုထိမ့်သိမ့်ပေးခြင်းဆိုတော့သီလရှိမှကုသိုလ်တရားတွေကတည်တတ်နိုင်တယ်ဆိုပါစို့သီလမရှိဘဲနဲ့ဇန်တရားအထုတ်လည်းမရဘူးဝိပဿနာတရားအထုတ်လည်းမရဘူးသီလရှိရမှာဖြစ်တယ်နော်သီလရှိမှဇန်တရားတွေကုသိုလ်တရားတွေဆိုတာယက်တည်နိုင်တယ်ပေါ့ဒါကြောင့်မို့မြန်မာနိုင်ငံမှာဆိုရင်ဒါနကုသိုလ်ဘွယ်တွေလုပ်တဲ့အခါမှာအလှူဒန်းလုပ်တဲ့အခါမှာရှေးဥစွာတရဏဂုံသီလကိုစောင့်တည်ကြတယ်ဒါဟာသီလကိုခံယူလိုက်ခြင်းဖြင့်သီလေပဋိဋ္ဌိတတဒါနမဟာဗလတသီလပေါ်မှာယက်တည်ပြီးတော့လုပ်တဲ့ဒါနကပို့ပြီးတော့ကြိုးချေး
အကျိုးကြီးတယ်ဆိုတဲ့အဆိုအမိန့်တိုင်းဆောင်ရွက်ခြင်းပဲဖြစ်တယ်တခါဘုန်းကြီးတွေကပရိရွတ်တယ်ဆိုတာမေတ္တာတုတ်ရွတ်တာဖြစ်သောကြောင့်ဘုန်းကြီးတွေဘက်ကမေတ္တာပွားတယ်တခါတော်မှလှူတဲ့ပစ္စည်းကိုမေတ္တာပွားပြီးမှခံယူလို့ရှိရင်တခါတော်မှတွေရဲ့အလှူဟာပို့ပြီးတော့ကြည်မာတယ်ဆိုဒီအဆိုအမိန့်တိုင်းဘုန်းကြီးတွေပရိရွတ်တာနော်ပရိရွတ်ခြင်းကတန်ဃာတွေဘက်ကပြင်ဆင်ခြင်းသီလခံယူခြင်းကတခါတော်မှတွေကုသိုလ်ရှင်တွေဘက်ကပြင်ဆင်ခြင်းလို့ပြင်ဆင်မှုနှစ်ခုလုံးမှဒီကုသိုလ်ကောင်းမှုဟာပြေဝပို့ပြီးတော့စင်စင်ကြယ်ရတယ်ပေါ့ဒါကြောင့်ဒီမှာမြတ်စွာဘုရားထည့်ပေးတာဓမ္မထာကုသိုလ်ကောင်းမှုတရားတွေပေါ်မှာယက်တည်တဲ့ပုဂ္ဂိုလ်သီလတမ္ပနာကိုချင်းသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်အဲ့ဒီကိုချင်းသီလနဲ့ပြည့်စုံပြီးတရားပေါ်မှာယက်တည်နိုင်တဲ့ပုဂ္ဂိုလ်တွေဟာတေသနာသက်ခကာမိနောခေါရပြောတဲ့ကုသိုလ်ကောင်းမှုတွေလုပ်တဲ့ပုဂ္ဂိုလ်တွေဟာသိလို့ရှိရင်နတ်ပြည်ရောက်တာလေသူတို့ပဲတဲ့။နောက်ဘဝမှာနတ်ပြည်ရောက်တဲ့ကဒီဘဝစိုက်ထားတဲ့သစ်ပင်တွေမျိုးဟာဟိုမှာလာပြီးတော့ရှင်သန်နေမှာပဲဖြစ်တယ်နော်။ကိုလှုပ်တာကိုရတယ်ဆိုတဲ့အဓိပ္ပာယ်ကဒီအဓိပ္ပာယ်ပဲ။ကိုလှုပ်သွားတဲ့ကုသိုလ်ကောင်းမှုနဲ့အလားတူတစ်ခုကံကြမ္မာရဲ့ဒီပုံရိပ်တွေဟာအဲ့ဒီသဘောကိုဆောင်းတယ်။ဥရဏထေကထာမှာရေးထားတဲ့စကားလေးတစ်ခုရှိတယ်လူတယောက်ဟာတဲ့မကောင်းတဲ့စိတ်နဲ့တစ်ဖက်သားကိုဒုက္ခရောက်အောင်လုပ်လိုက်တယ်ဒုက္ခရောက်လိုက်လို့ဒုက္ခကိုတစ်ဖက်သားခံစားရတယ်အဲ့ဒီခံစားရတဲ့ဒုက္ခမျိုးသူစီရောက်လာတယ်တုံ့ပြန်ပြီးရောက်လာဒါမကောင်းတဲ့ဘက်ကပြောတယ်ကောင်းတဲ့ဘက်ကလည်းပဲထို့တူပဲလူတယောက်ဟာစိတ်ကောင်းစေတနာကောင်းရှိပြီးလူတူတယောက်ကိုချမ်းသာအောင်လုပ်ပေးလိုက်လို့ဟိုတယောက်ဟာချမ်းသာအဲ့ဒီချမ်းသာဒုက္ခမျိုးသူစီရောက်တယ်လို့သူတို့ဆိုတယ်ဒါကံကြမ္မာရဲ့သဘာဝအဲ့တော့ကံတရားကဒီမြတ်စွာဘုရားဟောပုံကကံတရားဆိုတာစိတ်ထဲကတွေးလို့ရှိရင်မနောကံဖြစ်တယ်နော်မနောကံဆိုတဲ့ဟာတွေကစိတ်နဲ့ဖြစ်တဲ့မနောကံတွေကတော့မကောင်းတဲ့ဘက်က3ခုကောင်းတဲ့ဘက်က3ခုအဘိဇ္ဇာပြဘာရမိစ္ဆာဒိဋ္ဌိဆိုမနောကံအနဘိဇ္ဇာအပြဘာရသမ္မာဒိဋ္ဌိဆိုတဲ့မနောကအဲ့ဒီစိတ်ထဲကကြံစည်ုံနဲ့ကံအရာမြောက်သွားတယ်တခြားအရာတွေလည်းပဲကံအရာမြောက်တာစိတ်ထဲကဖြစ်တဲ့ကံအရာတွေမြောက်နှုတ်ကထုတ်ပြောတဲ့အခါဝစီကံနဲ့ကိုယ်ဒီလက်ရောက်လုပ်တဲ့အခါကျတော့ကာယကံလို့ဆိုပြီးတော့ကံတရားတွေဟာလူတွေဟာဘဝရလာတဲ့အချိန်မှာကောင်းတာလည်းလုပ်တယ်ဆိုးတာလည်းလုပ်တယ်ကောင်းဆိုးနှမျိုးလုံးလုပ်ကြအဲ့တော့လုပ်တယ်ဆိုတဲ့နေရာမှာစိတ်နဲ့လုပ်ရင်မနောကနှုတ်နဲ့ပြောရင်ဝစီကကိုယ်ရင်းနဲ့ရောက်လုပ်ရင်ကာယကံလို့ကာယကံဝစီကံမနောကံဆိုတာအတိုင်းပဲဒီကာယကံဝစီကံမနောကံတွေလုတ်ပြီးသွားလို့ရှိရင်ပြီးသွားတာနဲ့ပျောက်သွားလားလို့ဆိုမပျောက်ဘူးနော်ကိုယ်ရင်ထဲမှာဖြစ်သွားတဲ့အရာတစ်ခုကမပျောက်အောင်ဘယ်သူကမှတ်တမ်းတင်ထားတာဆိုရင်ထဲမှာ CCTV တပ်ပေးထားဟုတ်ဒါဖို့ရိုက်ထားလို့ရှိရင်ပုံရိပ်တွေထင်မနေဘူးလားရှင်တွေက CCTV ကဖြတ်လို့မရဘူးเนาะရှင်ထဲမှာဖြစ်သွားတဲ့ CCTV ကဖြတ်လို့မရကိုလုံးတဲ့ကံနေရဘယ်မှာတည်တော့ဆိုကိုယ့်ရဲ့ mental process ဆိုရယ်စိတ်ဖြစ်စဉ်ထဲမှာသွားတည်နေစိတ်တဏ္ဍတိလို့ခေါ်တဲ့စိတ်ဖြစ်စဉ်ကြီးရှိတယ်အဲ့ဒီစိတ်ဖြစ်စဉ်ထဲမှာပုံရိပ်တွေပေါ်ကုန်ကိုဘာလို့လိန်လို့လည်းမရဘူးဒါကိုယ်စိတ်ထဲမှာဖြစ်သွားတဲ့အတိုင်းပုံရိပ်ကထင်တယ်ကိုပြောလိုက်တဲ့စကားအတိုင်းပုံရိပ်ကထင်သွားတယ်ကိုလှုပ်လိုက်တဲ့အလုပ်တိုင်းတစ်ဖက်သားပေါ်မှာကောင်းကျိုးလားဆိုးကျိုးလားတခုဖြစ်သွားရင်ဖြစ်သွားတဲ့အတိုင်းပဲပုံရိပ်တွေထင်နေတယ်အဲ့ဒီပုံရိပ်တွေကသေတော့ရောပျောက်သွားလားလှုပ်ပြီးရင်ရောမေ့သွားရင်ပြီးရောလားလို့ဆိုလူကတော့မေ့ခြင်းမေ့မယ်အတိုးကမမေ့ဘူးဆိုတာလို့ခေါင်းကပုံရိပ်ကမပျောက်ဘူးပုံရိပ်ကမပျောက်ဘူးပုံရိပ်ကမပျောက်ဘူးဆိုတာမြတ်စွာဘုရားကဘယ်လိုဟောတော့ဆိုဥဘောပုံညင်စပပင်စယမစ္စောကုရုတိဣဒာလူလောကမှာတဲ့လူသားတယောက်ဟာနှမျိုးလုပ်တယ်ကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ်ဒါကံတရားကိုပြောတာနော်
ကုသိုလ်ကံလည်းလုပ်တယ်အကုသိုလ်ကံလည်းလုပ်တယ်အဲ့ဒီလှုပ်တာလှုပ်ပြီးရင်ပြီးသွားရလားလို့ဆိုမပြီးဘူးတင်ညိတတတကံဟောတိအဲ့လှုပ်သမျှသူ့ထဲမှာမှတ်တမ်းဝင်သွားတယ်သူပိုင်တဲ့အရာဖြစ်သွားပြီသူပဲ responsible သူနဲ့ပတ်သက်သွားပြီဒါဖြင့်ပတ်သက်သွားရင်ဒီဘဝနောက်ဘဝကျတော့မေ့သွားလားလို့ဆိုဘယ်မေ့မလဲတင်စအာရာယကိစ္စတိအဲ့ဒါပါသွားအောင်မှာတဲ့လှုပ်လိုက်တဲ့အရာတစ်ခုကကိုယ်ထဲမှာပုံရိပ်ထင်သွားပြီပုံရိပ်ထင်သွားတာဟာဒီဘဝသိရင်ပြတ်သွားလားမပြတ်ဘူးတင်စအာရာယကိစ္စတိနောက်ဘဝပါသွားမယ်ပါသွားတဲ့အခါအဲ့ဒီပုံရိပ်ကအဆိုးတွေဆိုရင်အဆိုးတွေခံပြီးတော့အကောင်းဆိုလို့ရှိရင်ကောင်းတဲ့ပုံရိပ်ရကောင်းကျိုးချမ်းသာတွေရမှာပဲဒီလိုပဲနားလဲရနော်အဲ့တော့မြတ်စွာဘုရားကဆုံးမတယ်တရားတွေကိုဘယ်လိုဆုံးမတော့ဆိုအတ္တနေစေပိယံစဉ္ညာနတ်နံပပေနတန်ယုစေမင်းတို့ကိုယ့်ကိုမျက်နှိုးတွေတမိုးထားတဲ့ဆိုလို့ရှိရင်မကောင်းမှုအကုသိုလ်တွေမဖြစ်စေနဲ့ရင်နဲ့နှလုံးနဲ့မရောက်စေနဲ့ပုံရိပ်ဆိုးတွေမထင်စေနဲ့လို့ပြောနော်စိတ်ထဲကပုံရိပ်အဆိုးတွေမထင်စေနဲ့ကောင်းတာပဲထင်အောင်လုပ်ဘာကြောင့်လို့ဆိုနာဟိတံသူလပံဟောတိဒုက္ခံဒုက္ခတကာရီမကောင်းတာလုပ်ပြီးချမ်းသာဒုက္ခရတယ်ကြီးပွားတယ်ဆိုဖြစ်နိုင်ဘူးကောင်းတာလုံးဝကောင်းကျိုးရမှာလေမြတ်စွာဘုရားအဲ့လိုဆုံးမတယ်ဒါကကောသလမင်းကြီးနဲ့ပတ်သက်ပြီးတော့ဟောတဲ့သုတ်တန်တစ်ခုမှာခုလိုဆုံးမထားတယ်နော်ဆုံးမထားပြီးတော့မြတ်စွာဘုရားတိုက်တွန်းတယ်တတ္တမကရိယကလျာဏနိစ္စယံတံပရာယိကံပုညာနိပရလောကသမိပဋိဋ္ဌာဟောတိပါဏိနာဒါကြောင့်မို့တဲ့ကောင်းကျိုးချမ်းသာတွေကိုဖြစ်ပွားစေတတ်တဲ့တမလွန်ဘဝကိုအကျိုးပြုတတ်တဲ့တမလွန်ဘဝအတွက်လည်းအကျိုးပြုတတ်တဲ့ကုသိုလ်ကောင်းမှုကိုကြိုးစားလုပ်ကြပါပုညာနိပရလောကသမိပဋိဋ္ဌာဟောတိပါဏိနာအဲ့လုပ်တဲ့ကုသိုလ်ကောင်းမှုတွေဟာနောက်ဘဝအတွက်ကိုယ့်အတွက်အားကိုးစရာဖြစ်ပါတယ်လို့သူတို့ဆိုလူတွေကဒီဘဝကျတော့အားကိုးစရာတွေကရှိကြတယ်လေကိုယ်ဆောက်ထားတဲ့အိမ်ရှိတယ်ကိုယ်မိသားစုရှိတယ်အမေရှိတယ်ဖေရှိတယ်ရှားဝေထားတဲ့ငွေကြေးတွေရှိတယ်ဒါတွေကိုပဲအားကိုးအေးမျက်စိလေးနှလုံးမှိတ်ပြီးတမန်တော်ဘဝသွားပြီဆိုရင်ရှိတဲ့ငွေရလည်းပဲကိုနဲ့အတူရှိမှာမဟုတ်ဘူးနော်ကိုအမေဖေကိုမိသားစုကလည်းကိုနဲ့အတူလိုက်မှာမဟုတ်ဘူးအလုံးဟာကိုတယောက်တည်းပဲသွားကိုတယောက်တည်းသွားအဲ့တော့ဘာအားကိုးရမှာတော့ဆိုခုပြောတဲ့ကိုလုပ်တဲ့ကုသိုလ်ကောင်းမှုဟာကိုယ့်အတွက်အားကိုးစရာပဲဒါကြောင့်မို့ကုသိုလ်ကောင်းမှုလုပ်တိုင်းကိုယ်စိတ်လေးကိုအစဉ်တတိယပြီးတော့ကုသိုလ်တရားတိုးပွားအောင်အမြဲတမ်းတတိထားပြီးတော့ကုသိုလ်တွေပွားနေအောင်ဝတ္တပီတိဖြစ်ပြီးအပြန်နေ့စဉ်နဲ့အမျှတတိယအောင်ကြိုးစားအထောက်ကြအားမှာဖြစ်တယ်ပေါ့အဲ့ဒါဝဏရောဘတုတ်ကပေးတဲ့အသိပညာပဲဖြစ်တယ်မြတ်စွာဘုရားကိုယ်တိုင်ဟောခဲ့တဲ့ဒီသုတ်တံမှာဒီကုသိုလ်မျိုးတွေကိုသာဝရကုသိုလ်မျိုးတွေကိုလုပ်လို့ရှိရင်နေ့လဲညရောတတိရတဲ့အခါတိုင်းမှာကုသိုလ်တွေအမြဲတမ်းတိုးတယ်ဆိုတိုးတယ်လို့ပြောထားရတဲ့ကိုဟာကိုလှုပ်ထားတဲ့ခါပဲဖြစ်အောင်တော့ကုသိုလ်တွေအချိန်ချင်းလှုပ်တယ်လို့တိုးလာမှာပဲတိုးပွားလာတယ်လို့ဆိုတယ်တေတံဒီဝါစတေတံတေသနာတက်ခခမိနောဆိုတဲ့အဲ့ဒီကုသိုလ်ကောင်းမှုလှုပ်ထားတဲ့ပုဂ္ဂိုလ်တွေဟာနတ်ပြည်ရောက်တဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်တက်ခဆိုတာတက်ခရဲ့အဓိပ္ပာယ်ကနတ်ပြည်လို့ပြန်လို့သူ့ရဲ့အဓိပ္ပာယ်ကဘာတော့သူ့အကောင်းနေနဲ့ကြီးပဲတွေ့တယ်ဘဝမျိုးမျက်စိကမြင်ရတာလည်းအကောင်းနားကနားထောင်ရတာလည်းအကောင်းနှာခေါင်းကနမ်းရှုလို့ရတာလျှာကအရသာခံလို့ရတာခန္ဓာကိုယ်ကထိတွေ့ရတာစိတ်ကူးရတာအားလုံးဟာအကောင်းစိတ်ချမ်းသာစရာတွေကြီးနဲ့တွေ့တဲ့ပုံကိုတက်ခလို့ခေါ်တာနော်ကောင်းတာတွေနဲ့ကြီးပဲတွေ့ရတဲ့အနေအထားမျိုးထီကုသိုလ်ကောင်းမှုကပေးတာဖြစ်ပါတယ်ဒါကြောင့်သာဝရကုသိုလ်6မျိုးကြိုးစားအထောက်ခြင်းအပြင်မြတ်စွာဘုရားဟောတဲ့အတိုင်းကုသိုလ်တရားတွေနေ့စဉ်နဲ့အမျှတိုးတက်ပြီးနောက်ဆုံးဒါအ ਨੇ ဆုံးပြောတာနိဗ္ဗာန်ကိုယေရှုဥတည်ပြီးတော့လုပ်ရင်နိဗ္ဗာန်ထိအောင်အကျိုးပြုမှာပဲဖြစ်တယ်မဟုတ်ရင်ပုံမှန်အားဖြင့်တော့နတ်ပြည်ရောက်ကြောင်းကုသိုလ်ကောင်းမှုတစ်ခုဖြစ်တယ်လို့ဒီလိုမှတ်သားကြ
ကောင်းမှုတိုးပွားထာဝရကုသိုလ်များအကြောင်းမှတ်သားနိုင်ယူကြပြီးသည့်အားလျော်စွာသူတော်စင်ပြိဿအပေါင်းတို့ကုသိုလ်တရားဖြစ်ပွားအောင်တို့တွေကြိုးစားအားထုတ်ရမှာဖြစ်တယ်လို့တတိထားကကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပွားရအောင်တတ္တဝါများစွာဒီယံကွာချမ်းသာကြပါစေတတ္တဝါများစွာဒီယံကွာချမ်းသာကြပါစေမေတ္တာရည်ချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရည်ချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဟောလန္တောဒုက္ခပင်္ဂသမေတ္တာပုံနေတုသင်္ကမမနောတရတိတဝိတံဘဝယန္တုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအမေတ္တာတဟုရောင်မြူပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေသံကျင့်မဲ့ဥဒ္ဓုံလုံးစုံများစွာတတ္တဝါတို့မနောတရတိမြမြဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်အစာစင်ထာဝရအိမြจิตာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုဗုဒ္ဓရာကြာပန်တို့သည်ဟောလန္တဝန္တရွှေမြူဝမုံလူလျက်ကြည်နုဝဲကြုံဖူးပွေးညကုန်သည်ဖြစ်၍ဒုက္ခနကလေအောင်လေးတဲ့ရောရှက်သင်ပြန်ပိတိတိဟုသောယနံတို့သည်ဘဝယန္တုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်သတည်းမှန်လားပါဗျာသဗ္ဗုတိဗိမာန်တော်တွင်မျက်နှိပ်ပံတစ်ပင်စိုက်ပျိုးလှူဒန်းရေးဖွဲ့၏အပင်6000ပြည့်အထိမ်းမဲ့ဖြင့်ဆင်ရင်ကျင်းပပါသောရေသက်ချဓမ္မပူဇာတရားဝန်း၌လှူဒန်းထားကြပါသောခုနှစ်သားသမီးတို့၏ဓမ္မပူဇာနဝကမ္မလှူတော်မူများဆရာတော်ဘုရား၏ကပ္ပိယကာရကဖြစ်သူဦးကျော်သိန်းထံသို့လှူဒန်းအနှံခြင်းစီစဉ်ဖြစ်ပါသည်ရှင်ဘုရားဒီကနေ့မှာသင်္ကန်းလူရှင်များလှူဒန်းထားကြခြင်းဖြင့်သင်္ကန်းလူရှင်များကိုစားသင်္ကန်းများကိုဆက်ကပ်လှူဒန်းရတဲ့ဦးစန်းနှင့်ဦးစောဝင်းခိုင်အားလေးစားစွာဖြင့်ဖိတ်ခေါ်အပ်ပါတယ်သင်္ကန်းလူဆောင်များကိုဆရာတော်ဘုရားထံဆက်ကပ်လှူဒန်းပေးရန်ဖြစ်ပါတယ်အားလုံးသောလူရှင်များ၏ကိုစားသင်္ကန်းဆက်ကပ်မှာဖြစ်ပါတယ်ရှင်သင်္ကန်းလူရှင်များမှာတစုံဆိုရင်အားလုံးကိုစားဖြစ်ရပါတယ်ဆက်လက်ပြီးဓမ္မပူဇာလူတော်ဝင်များအား
ဆရာတော်ဘုရားကပ္ပိယကာရပြည်သူတန်တို့လှူဒန်းအပ်နှံမှာဖြစ်ပါတယ်အလှူတော်ငွေကျပ်10သိန်းအားမျက်နှိပ်ပံအသင်းဥက္ကဋ္ဌဦးစိန်သိန်းနဲ့ဒုဥက္ကဋ္ဌဦးရဲနိုင်တို့မှလှူဒန်းပေးရန်ဖြစ်ပါတယ်ဆက်လက်ပြီးအလူတော်ငွေကျပ်9သိန်းအားဦးမင်းမင်းဒေါ်ရီမွန်အောင်မှလူရန်ပေးရန်ဖြစ်ပါတယ်အလူရှင်အားလေးစားစွာဖိတ်ခေါ်အပ်ပါတယ်ရှင်အလူတော်ငွေကျပ်4သိန်းအားအလူရှင်များဖြစ်ကြပါသောဦးထေဝင်းဒေါ်ထထလိုက်စိန်ရွှေတိုးကားရောင်းဝယ်ရေးမိသားစုနှင့်မျက်နှိပ်ပံဒုဥက္ကဋ္ဌဦးမိုးစောဒေါ်ကြည်စာလွင်တို့အားလေးစားစွာဖြင့်ဖိတ်ခေါ်အပ်ပါတယ်အလူတော်ကိုကျပ်2သိန်းအားအလူရှင်များဖြစ်ပါတယ်ဥပိုတင်မျက်နှိပ်ပံနိုင်ကဒေါ်ကြည်ရင်တို့အားလေးစားစွာဖြင့်ဖိတ်ခေါ်အပ်ပါတယ်တူချင်းလူတော်ငွေများလှူဒန်းခြင်းပြီးဆုံးမည်ဖြစ်၍ဒီကနေ့9ရက်သားသမီးလူတော်ငွေများအားစက္ကန့်လှူဒန်းခြင်းတွေ9ရက်သားသမီးတရားနာပရိသတ်တို့၏စုပေါင်းလူတော်ငွေကျပ်41သိန်း9,900အားမျက်နှိပ်ပံအသင်းနာယကဦးသိန်းမြင့်နှင့်ဦးဝင်းရှိန်တို့မှစက္ကန့်လှူဒန်းပေးရန်ဖြစ်ပါတယ်ဓမ္မပူဇာစက္ကန့်လူရန်မှုများပြီးဆုံးမည်ဖြစ်ပါ၍ဒီကနေ့ညစုပေါင်းဓမ္မပူဇာလူတော်ငွေများမှာမျက်နှိပ်ပံအသင်းသူအသင်းသားများနှင့်တူရီလူရှင်များစုပေါင်း၍မဒီလူတော်ငွေကျပ်21သိန်း9ရက်သားသမီးတရားနာပရိသတ်တို့၏စုပေါင်းလူတော်ငွေကျပ်41သိန်း9,900 2ရက်ပေါင်းစုစုပေါင်းလူတော်ငွေကျပ်62သိန်း9,900ဖြစ်ပါသည်ရှင်ဗျာမှန်လားပါဗျာဒီကနေ့ညပြုလုပ်လူတန်းကြပါတော့ကောင်းမှုကုသိုလ်ဖို့စုတို့အားမြားတတဝါများထတ်တူညီများရကြစေ၍အမြတမ်းပေးဝေတာရုနုမောနာကောဆိုနိုင်ရန်အတွက်ဆရာတော်ဘုရားမှချီးမြှောက်ပြီးတော်မူပါယံဘုရားတပည့်တော်ရိုသေစွာလျှောက်ထားပါသည်ရှင်ဗျာအလုံးဆိုကြမယ်
ရှင်ဖေယဘုရားတပည့်တော်တို့သည်ဓမ္မအတိညာရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုရမောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြပါသောကြောင့်ဓမ္မသဘင်ဆင်းရဲခြင်းပါပြုလို့ကြ၍သမတဒါနာဓမ္မဒါနာတရားအလူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုယုတိလေးမြတ်စွာမမတ်သာသာအာယုထားလျက်အားကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအာထုတ်ပြုလုပ်ကြရသောတရားဟောရခြင်းဓမ္မဒေသနာတရားနာရခြင်းဓမ္မသဝနာတရားတော်ကိုပေးလူရခြင်းဓမ္မဒါနာတရားတော်ကိုပူဇော်ရခြင်းဓမ္မပူဇာကုသိုလ်စေရနာဖြာဖြာတို့သည်ဒုက္ခခတ်သိချုပ်ငြိမ်းရမှန်ယနေ့ပင်ဤအကြောင်းထောက်ပံ့ဖြစ်ပါစေသာရှင်ဖေယဤကောင်းမှုဤဖို့ဘာကကိုအမိအဖာဖို့အဖာယသမမဆ၍ကဘာသူကဘာသာကုဏမြမတတ္တဝါများတို့အားမြတ်မြတ်ဝိငှပါကို၏ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း